လူတိုင်းကကဘာပြက်ကရှင်တန်ရေးကိန်းတစ်ခုတည်းကိုတပြိုင်နက်တည်းရောက်ရှိသွားခဲ့ကြတဲ့လူတွေဟာစူပါပါဝါတွေရဖို့အတွက်ယူသွမတက်လူရက်တိုက်ခိုက်နေကြပေမဲ့ကျွန်တော်တယောက်တည်းသာအကန့်အသတ်မရှိငွေကြေးစွမ်းအားကိုရွေးချယ်ခဲ့တာပါလူတိုင်းကကျွန်တော်ကိုကြည့်ပြီးလူအိုက်ကြီးလို့လောင်ပြောင်းရဲမောခဲ့ကြတယ်ကဘာပြက်နေတဲ့အချိန်မှာပတ်စံကဘာမှတန်ဖိုးမရှိတော့ဘူးလို့သူတို့ပြောကြပေမဲ့အခုတကယ်တော့ဇွန်ဘီတွေကတကယ်အန္တရာယ်မဟုတ်ပါဘူးစူပါပါဝါတွေပိုင်ဆိုင်ထားတဲ့အသက်ရှင်နေတဲ့လူသားတွေကမှပို့ပြီးတော့အန္တရာယ်များပါတယ်မကြခင်မှာပဲစနစ် system ရဲ့ကြီးညာချက်အတန်ထွက်ပေါ်လာပြီးကျွန်တော်တို့ကစားသမား300ဟာဂိမ်းထဲကိုတိုက်ရိုက်ရောက်ရှိသွားခဲ့တဲ့စနစ်ရဲ့ရှင်းပြချက်အရကျွန်တော်တို့အားလုံးဟာတကယ်လက်ရှိကဘာမှာတည်ဆုံသွားခဲ့ကြပြီးသားဖြစ်ပြီးအခုကဒုတိယအကြိမ်အသက်ရှင်ခွင့်ရဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ဟာဒီကဘာပြက်ကဂိမ်းထဲမှာအဆုံးထိရောက်အောင်ရှင်းတန်းကြံရဖို့လိုအပ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကတော့အစပြုပစ္စည်းတွေကိုရွေးချယ်ရမယ့်အချိန်မှာပဲကျွန်တော်စင်ပေါ်မှာရှိတဲ့ပစ္စည်းစရင်းကိုအမြန်ဝေးကြည့်လိုက်တော့အများစုကဂျပန်စူပါပါဝါတွေဖြစ်နေတာကိုတွေ့ရတယ်ကျွန်တော်ကတော့စရင်းရဲ့နောက်ဆုံးစာမျက်နှာစီကိုတန်းလန်လိုက်ပြီးမကုန်ခန်းနိုင်တော့တနောက်စာလို့ရေးထားတဲ့ဒင်းကားပြတစ်ခုကိုတွေ့လိုက်ရတယ်နှစ်ခါမစင်စားပဲအဲ့ဒါကိုချက်ချင်းကောက်ယူလိုက်ပါတယ်ကျွန်တော်နဲ့အတူပါလာတဲ့အတန်းကောင်းဆောင်ဝန်ထန်ကတော့အာစိတ်ကိုစိတ်ခိုင်းခြင်း mind control အစွမ်းကိုရွေးချယ်ခဲ့တာပါသူကကျွန်တော်ဒင်္ဂါပြကိုယူတာမြင်တော့မင်းကတော့တကယ်ပဲပတ်စံငတ်မှုနေတာပဲကဘာကြီးကပျက်စီးတော့မှာကိုမင်းရဲ့ပတ်စံတွေကဘာလုပ်လို့ရမှာလဲလို့ပြောပြီးတယောပါတော့တယ်ကျွန်တော်ပြန်မပြောရသေးခင်ပါတယ်သူကအတန်းထဲကအလှပန်းလေးလူယူရန်ဘက်ကိုလှည့်သွားပြန်တယ်သူမကတော့အချစ်ဤစွမ်းအားလို့ခေါ်တဲ့အစွမ်းကိုရွေးချယ်ထားတာပါသူမကငါအစွမ်းကလူသားတိုင်းကိုငါအပေါ်အသက်ဝင်ချစ်မိသွားအောင်လုပ်နိုင်တာဇွန်ဘီတွေတောင်ငါရဲ့ဆွဲဆောင်မှုအောက်မှာကြာရှုံးသွားမှာစစ်မှန်တဲ့အချစ်ရဲ့အကာအကွယ်နဲ့ဆိုရင်ငါကတော့အသက်ရှင်မှာတေချာတယ်လို့ပြောလိုက်တယ်စနစ်ရဲ့အချက်ပေးတန်ကြီးကထပ်မံထွက်ပေါ်လာပါတော့လူတိုင်းကိုသူတို့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်မှုတစ်နှစ်အချိန်ပေးခဲ့ပါတယ်။နောက်ထပ်10နှစ်လအကြာမှာကဘာပြက်ကတ် mode Apocalypse mode ဟာတရားဝင်စတင်မှာဖြစ်ပါတယ်။ဒီဂိမ်းကနေအနိုင်ရရှိသူတယောက်တည်းသာထွက်ခွာခွင့်ရမှာဖြစ်ပြီးနောက်ဆုံးရှင်တန်ကြံရသူတဦးတည်းသာကြီးကျယ်တဲ့ဆုလက်ကိုရရှိမှာဖြစ်ပါတယ်။ဒီစီးမင်းကိုကြားလိုက်ရတဲ့အခါလူတိုင်းရဲ့မျက်နှာအမူအရာဟာချက်ချင်းပြောင်းလဲသွားခဲ့တဲ့အစကအသင်းဖွဲ့ဖို့ပြင်ဆင်ထားကြတဲ့သူတွေဟာအခုတော့တယောက်ကိုတယောက်တန်တရားမျက်လုံးတွေနဲ့ကြည်လာကြပါတော့တယ်။လူတိုင်းကရန်သူတွေကြီးပါပဲကျွန်တော်ကတော့တစ်စက္ကန့်၄တောင်အချိန်မဖြုံးပဲအဲ့ဒီနေရာကနေချက်ချင်းထွက်ခွာခဲ့ပြီးကျွန်တော်ရဲ့ကဘာပြက်ကတ်ရှင်တန်ရေးအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ကဘာမြေပုံကိုတေချာစစ်ဆေးပြီးနောက်ပစိဖိတ်သမုဒ္ဒရာတွေကအထီးကျန်ကျွန်းတစ်ကျွန်းကိုတတ်မှတ်လိုက်တယ်။အဲ့ဒီကျွန်းကငလင်ကျောပေါ်မှာလည်းမရှိသလိုမုန်တိုင်းစုံတွေရဲ့အပြင်ဘက်မှာလည်းရှိနေတာပါ။လေရင်ကွင်းတိဆောက်ဖို့အတွက်တဘာဝအတိုင်းညီညာတဲ့မြေကွက်လက်လည်းရှိပြီးတဘာဝအကာအကွယ်ဖြစ်အသုံးချနိုင်တဲ့တောင်တန်းတွေကလည်းပက်လက်ဝိုင်းနေပါတယ်ကျွန်တော်ငွေကျပ်ဘီလီယံချီသုံးလိုက်ပြီးအဲ့ဒီကျွန်းကိုအပိုင်ဝယ်ယူလိုက်တယ်ပြီးတော့အဲ့ဒီကျွန်းကိုအနာဂတ်ကျွန်းလို့အလွယ်တကူအမည်ပေးလိုက်ပြီးကမ္ဘာလက်ခီးသွားလုပ်ငန်းအတွက်ဖွံ့ဖြိုးအောင်လုပ်နေတာပါလို့အကြောင်းပြခဲ့ပါတယ်။ကြပြိုင်တဲ့ထဲမှာပဲအလွန်ကြီးမားတဲ့အပျော်စီးသင်္ဘောကြီးတစ်ဆက်ဆင်းကိုဝယ်ယူခဲ့ပြီးမိဖက်တွေနဲ့စောက်လုပ်ရေးစာချုပ်တွေချုပ်ဆိုကဆက်ရန်တရားကြီးတွေနဲ့စောက်လုပ်ရေးပစ္စည်းအလုံးကိုအဲ့ဒီကျွန်းစီသင်္ဘောတွေနဲ့တည်ဆောင်ခဲ့ပါတော့တယ်ကျွန်တော်ကအမှုဆောင်ရရှိတွေကိုတင်းကျပ်တဲ့လှုပ်ဝက်ချက်ထိန်းသိမ်းခြင်းသဘောတူညီချက်တွေမှာလက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ပျော်စီသင်္ဘောကြီးတွေအနာဂတ်ကျွန်းကိုဆက်ရောက်တာနဲ့အလုပ်သမားတွေကယာယီလေရင်ကွင်းတစ်ခုကိုစတင်တိစောက်ကြပါတော့တယ်။အဲ့ဒီနောက်နေရအနှံ့ကစောက်လုပ်ရေးအလုပ်သမားတွေကိုခေါ်ဆောင်လာဖို့အတွက်လေရင်အစင်းတရားကိုဆင်းလုံးငှားခဲ့ပါတယ်။အလုပ်သမားတွေကတော့နေရောညပါအသေးအတန်လှုပ်လှုပ်ကြတာပေါ့။အနာဂတ်ကျွန်းရဲ့ဒီနေရာကိုကမ္ဘာမြေပုံပေါ်ကနေဖျောက်ထားနိုင်မှုအတွက်ကျွန်တော်ကအချက်ပြလိုင်းဖြတ်တောက်တဲ့ဆက်စိတ်နှုတ်ကြရမှန်ဆွေကိုကြိုတင်ဝယ်ယူထားပြီးအလုပ်သမားတွေရဲ့ဖုန်းအားလုံးကိုလည်းတင်စီထားခဲ့ပါတယ်။ကျွန်းပေါ်မှာအလွန်တောင့်တင်းခိုင်မာတဲ့ခန္ဓာကြီးတစ်ဆက်ခုကိုတိစောက်ခဲ့တယ်။အသုံးပြုတဲ့ပစ္စည်းအားလုံးကအဆင့်မြင့်ဆုံးအရေးသွေးကောင်းဆုံးတွေဖြစ်ပြီးပြင်းအား10နှစ်အဆင့်ရှိတဲ့ငလင်တန်ကိုတောင်ခံနိုင်ရှိအောင်တိစောက်ထားတာပါ။ဂျိုလူတွေကနေအပေါ်ကစီးကြည့်ရင်တော့ဘာမှမြင်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒါတွေအားလုံးကမျက်လက်ပြထားရုံတက်ပါပဲတကယ်ကဘာပြက်ကတ်ခိုးလုံးရမြေအောက်လိုင်းကူကတော့မြေပြင်အောက်မှာရှိပါတယ်အဲ့ဒီမြေအောက်ခံတက်ဟာနျူကလ িয়ার တိုက်ခိုက်မှုနဲ့ဇီဝဓာတုတိုက်ခိုက်မှုတွေကိုပါခံနိုင်ရရှိတာပါမြေလံပြီးလာနိုင်တဲ့ဇွန်ဘီတွေတောင်မှ9မီတာထူရှိတဲ့တံမဏိနိုင်ရန်ကြီးကိုဖောက်ထွင်းနိုင်မှာမဟုတ်ပါဘူးမြေပြင်ပေါ်ကခံတက်တွေမှာမြေအောက်ကိုဥတီထားတဲ့လှုပ်ဝက်လမ်းကြောင်းတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းတွေကိုအလွန်ကျဉ်းမြောင်းအောင်တိစောက်ထားပြီးတစ်ချိန်မှာလူတစ်ယောက်ပဲအနိုင်နိုင်တိုးဝှေ့ဖြတ်တန်းလို့ရပါတယ်လမ်းကြောင်းရဲ့အတွင်းပိုင်းကတော့ဝင်းကပါတစ်ခုလိုပါပဲတကယ်လို့မတော်တဆလမ်းမှန်ကိုရှာတွေ့သွားခဲ့ရင်တောင်မှပင်ပတကားကြီးကိုဖျက်ကျော်ဖို့အတွက်လမ်းတစ်လျှောက်မှာထောင်ထားတဲ့ထောင်ချောက်တွေကိုရှောင်ကွင်းနိုင်ဖို့လိုပါသေးတယ်တကယ်လို့လမ်းကြောင်းတစ်ခုခုသာအဖျက်ဆီးခံလိုက်ရရင်တောင်မှကျွန်တော်အနေနဲ့အခြားလမ်းကြောင်းတွေကိုအသုံးပြုပြီးမြေပြင်ပေါ်ကိုပြန်တက်လို့ရပါသေးတယ်ကဘာပြက်ကတ်ထဲမှာတော့စွမ်းရည်ကအရာရပါပဲလျှက်စစ်မီးရရှိမှုပြဿနာကိုဖြေရှင်းဖို့အတွက်ကျုံးပေါ်မှာလေအားလျှက်စစ်တာပိုင်းတွေတင်မကပဲဒီလိုင်းအားသုံးလျှက်စစ်ထုတ်ဆက်တွေနဲ့နျူကလ িয়ার စွမ်းအင်သုံးလျှက်စစ်ထုတ်ဆက်တွေကိုပါတက်ဆင်ခဲ့ပါတယ်ရေပြဿနာကလည်းကင်တွယ်ရလွယ်ကူပါတယ်မိုးရေခံစနစ်တွေနဲ့ပင်လယ်ရေချိုပြောင်းစနစ်တွေကိုတိစောက်ခဲ့ပြီးကဘာပြက်ကတ်ရဲ့ညဉ့်ညမ်းနေတဲ့ရေတွေကိုတောက်သုံးရေအဖြစ်ပြောင်းလဲပေးနိုင်တဲ့မြေအောက်ရေတန့်စင်စနစ်တွေကိုတောင်တူးဖော်တက်ဆင်ခဲ့ပါတယ်ဒါအပြင်အပူချိန်မြင့်ချက်ချင်းပိုးသက်စနစ်အပူချိန်နဲ့ချက်ချင်းပိုးသက်စနစ်ခရမ်းလွန်ရောင်ကြီးသုံးပိုးသက်စနစ်နဲ့ဓာတုပိုးသက်ပစ္စည်းကိရိယာတွေကိုလည်းထည့်သွင်းထားပါတယ်ရေကြီးရေရှမ်းမှုတွေဖြစ်လာနိုင်တာကိုထည့်တွက်ပြီးတော့ခိုးလုံရလိုင်းကူရဲ့မိလာတွေကိုတည်တံ့ကင်တွယ်ပေးမဲ့ရေဆိုးစီမံခန့်ခွဲမှုစနစ်ကိုလည်းလှုပ်ဆောင်ထားပါတယ်နေရန်အားလုံးကိုရေလုံအောင်ပြုလုပ်ထားပြီးပောက်ကွဲမှုတန်ခံတကားကြီးတွေကိုပိတ်လိုက်ရင်လေတောင်လုံးဝမဝင်နိုင်တော့ပါဘူးမြေအောက်ရေနှုတ်မြောင်းစနစ်ကလည်းတကယ်ကိုအားကိုးရလောက်အောင်တောင့်တင်းလာပါတယ်ကျွန်တော်ကလေထုတက်ဆင်စနစ်အများပြားကိုတက်ဆင်ထားတာကြောင့်မြေအောက်ခိုလုံးရနေရဟာအမြဲတမ်းတက်ရှင်းလက်ဆက်ပြီးလုံလောက်တဲ့လေထုကိုရရှိနေမှာပါဒါအပြင်လုံးဝပိတ်ဆို့ထားဖို့လိုအပ်လာမဲ့အရေးပေါ်အခြေအနေမျိုးအတွက်အောက်ဆီဂျင်ဘူးပေါင်း3သိန်းကိုလည်းစုဆောင်းထားပါသေးတယ်ကျွန်တော်ကတိကျအခန်းကန့်10နှစ်ခုကိုတိစောက်ထားတာကြောင့်အခန်းတစ်ခန်းဒါမှမဟုတ်နှစ်ခန်းပျက်စီးသွားခဲ့ရင်တော့ကျန်တဲ့အခန်းတွေကအစားထိုးလက်ပတ်ပေးနိုင်မှာဖြစ်ပါတယ်အခန်းတစ်ခုချင်းစီခင်းဤ
တိတက်လှုပ်ဆောင်ချက်ကိုစီရှိကြပါတယ်။အဲ့ဒီထဲကအခန်း3ခန်းမှာဆိုရင်ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနိုင်ဖို့ငါးတွေမွေးမြူဖို့နဲ့ကြက်တွေမွေးမြူဖို့အတွက်နောက်ဆုံးပေါ်အလိုလျောက်စိုက်ပျိုးမွေးမြူရေးနည်းပညာတွေကိုအသုံးပြုထားပါတယ်ကျွန်တော်ကတိုးလောင်ယုံနှစ်ခုထဲမှာ12ဆလောက်ငါမဲ့ရိတ်ခါတွေကိုကြိုတင်စုဆောင်းထားခဲ့ပါတယ်ကျွန်တော်ရဲ့စောက်လုပ်ရေးလုပ်ငန်းတွေပေါ်ဖေးတွေတန်တရားဝင်လာတဲ့အခါတိုင်းမှာလည်းသူတို့ပါဆက်ပိတ်သွားအောင်ငွေတွေကိုမုံဖို့ဖြစ်အစမတန်ဖြစ်ပေးခဲ့ပါတယ်အဲ့ဒီနောက်ကျွန်တော်အီဂဲလက်နိုင်ငံကိုတွားပြီးရွေးလျားတိုက်ခိုက်ရေးစစ်စင်ရေးစက်ရုပ်တွေနဲ့ကင်းထောက်ဒရုန်းတွေအပါအဝင်အစစ်မြင့်လက်နက်ကြီးတွေကိုဝယ်ယူခဲ့ပါတယ်ကျွန်တော်ကငွေကိုအမြောက်များပေးချေခဲ့တာကြောင့်မှောင်ခိုဈေးကွက်လမ်းကြောင်းတွေကနေတဆင့်နျူကလ িয়ার ထိပ်ဖူးနှစ်ခုကိုပါရရှိခဲ့ပါသေးတယ်ကမ်းကွက်တစ်ခုရဲ့တနေရာမှာတော့ကျွန်တော်ရဲ့နျူကလ িয়ার ရေငုပ်သင်္ဘောနဲ့ဂျက်လေယာဉ်တစ်စင်းကိုဝတ်ထားခဲ့ပါတယ်မြေအောက်ခံတပ်မှာအဲ့ဒီရေငုပ်သင်္ဘောစိုက်ကက်ရနေရာစီဓာတ်ရိုက်ဦးတည်ထားတဲ့လှိုင်းကူလန်းတစ်ခုလည်းရှိပါတယ်စူပါပါဝါရှိတဲ့ကစားသမားတွေကျွန်းပေါ်ကိုရောက်မလာနိုင်အောင်တားဆီးဖို့အတွက်ကျွန်းရဲ့မူလကမ်းခြေတစ်ဝိုက်မှာလူလုကြောက်တန်းတွေကိုတက်ဆင်ထားခဲ့ပါတယ်။ဒါကြောင့်ကျွန်းဘက်ကိုဦးတည်လာတဲ့ဘလို့တင်မောကြီးမျိုးမဆိုကမ်းခြေနဲ့နီးကပ်လာတာနဲ့တောင်တင်ပြီးနင်းမြုပ်သွားမှာဖြစ်ပါတယ်။ကျွန်တော်ကကမ်းရိုးတန်းတစ်ခုလုံးနဲ့ပတ်ပတ်လဲရေပြင်တွေထဲမှာလျှက်စစ်ချန်စီရိုးတွေကိုဝင်းရတက်ဆင်ထားပြီးနေရာအနှံ့မှာလည်းမိုင်းတွေကိုထောင်ထားခဲ့ပါတယ်။ကျွန်းသားကိုချိတ်ကပ်လာမဲ့မြည်သည့်အရာကိုမဆိုအချိန်မီပြစ်ချဖျက်ဆီးနိုင်ဖို့ရေဒါစနစ်တွေကိုပါတက်ဆင်ထားပါသေးတယ်။ဒါအပြင်အပေါ်ကနေဖြတ်ကျော်ဝင်ရောက်လာမဲ့အရာတွေကိုတားဆီးဖို့ကောင်းကင်ရံမှာပါအေယာမလျှက်စစ်ကာကွယ်ရေးကွန်ရက်ကြီးတစ်ခုကိုတိစောက်ခဲ့ပါသေးတယ်ဒါကတော့ကျွန်းပေါ်ကိုဆင်းသက်မလာနိုင်အောင်တားဆီးဖို့အတွက်ပါတစ်နှစ်အတွင်းမှာတင်ကျွန်းရဲ့ခုခံကာကွယ်ရေးစနစ်တွေအားလုံးဟာအပြည့်အဝအဆင်သင့်ဖြစ်သွားခဲ့ပါတယ်ဒါတွေမကသေးပါဘူးကမ္ဘာတဝန်းမှာကမ္ဘာလက်ခီးသွားလုပ်ငန်းနေရာတွေကိုတိုးချဲ့နေတဲ့အကြောင်းကျွန်တော်ကြီးကျယ်ဟန်ဆောင်ပြခဲ့ပါသေးတယ်တကယ်တော့အဲ့ဒီအပန်းဖြေစခန်းတွေဟာကျွန်တော်အတွက်အရန်ခိုးလုံးရနေရာတွေဖြစ်ပြီးစီးပြန်ဖြစ်စရာမလိုပဲလေရင်နဲ့တန်းပြန်သွားလို့ရမယ့်အကွာအဝေးမှာရှိနေတာပါနောက်ဆုံးကြံတဲ့တစ်ဖက်အလုသမားအုပ်စုကိုကျွန်းပေါ်ကနေပြန်လွတ်လိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်ကအင်တာနက်လိုင်းမပြတ်တော့ပဲအမြဲပွင့်နေစေဖို့အတွက်အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီတစ်ခုကိုအပိုင်ဝယ်ယူလိုက်ပြီးကမ္ဘာပတ်လမ်းကြောင်းတွေကဂျိုထူပေါင်း6သူမြကျော်ကိုပါထိန်းချုပ်လိုက်ပါတယ်ဒီတစ်နှစ်တာအတွင်းမှာပဲကမ္ဘာတဝန်းကလေကြောင်းလိုင်းတွေနဲ့တင်မောလိုင်းကုမ္ပဏီတွေကိုလည်းတင်းကျုံဝယ်ယူခဲ့ပါတယ်ပြီးတော့ကမ္ဘာပေါ်ကလေရင်နဲ့တင်မောအားလုံးကိုဖျက်ဆီးပစ်ဖို့ကျွန်တော်အမိန့်ပေးလိုက်ပါတော့တယ်ကမ္ဘာအချမ်းသာဆုံးတထေးကြီးကခီးဝေးတည်ယူပို့ဆောင်ရေးစနစ်တွေကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာကမ္ဘာတစ်ခုလုံးသိသွားကြတာပေါ့လူထတွေအားလုံးကတော့ဒီတထေးကြီးယူသွားပြီလို့ထင်နေကြပေမဲ့ကစားသမားတွေကတော့ဒါကိုကောင်းကောင်းသဘောပေါက်ပါတယ်ဒီကမ္ဘာကျော်တထေးကြီးကသူတို့နဲ့အတူရှင်ပြန်ရမယ့်ကစားသမားတစ်ယောက်ဆိုတာသူတို့သိသွားကြပြီလေအဲ့ဒီအချိန်မှာကစားသမားတွေရဲ့စကားပြောခန်းထဲမှာအကြောင်းကြားစာတစ်ခုတက်လာပါတယ်အတန်းကောင်းဆောင်ဝန်ထမ်းကကျွန်တော်ကိုမတ်အဲ့ဒီကဘာကျော်တထေးကြီးကမင်းမလားလို့လှမ်းမေးပါတယ်ကျွန်တော်အကန့်အသတ်မရှိတနှုတ်စာကိုရွေးချယ်တာကိုမြင်ခဲ့တာသူတယောက်တည်းပဲရှိတာကိုကဘာပြက်ကက်ကြီးဟာတရားဝင်ဆိုက်ရောက်လာပါတော့တယ်မိမိတို့ရဲ့စူပါပါဝါတွေကိုအစွမ်းကုန်လေ့ကျင့်ထားကြတဲ့ကစားသမားတွေကတော့တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေကြပါပြီအများပြည်သူကြည့်ရှုနိုင်တဲ့အများသုံးစကရင်ပေါ်မှာပေါ်လာခဲ့တယ်ကျွန်တော်ကနံပါတ်69ဖြစ်ပြီးဝန်ထမ်းကနံပါတ်100လူယူရန်ကတော့နံပါတ်100တပါတတိပြူရန်ကဘာပြက်ကက်ကြီးစတင်ပါပြီဒီဂိမ်းဟာကစားသမားတယောက်တည်းသာကြံရှိတော့မဲ့အချိန်ထိဆက်လက်လည်ပတ်နေမှာဖြစ်ပါတယ်ကဘာပြက်ကက်ကြီးကတကဘာလုံးတိုင်းတာနဲ့မိုးတဲထန်စွာရွာသွန်းမှုနဲ့အတူစတင်လာလိမ့်မယ်လို့ဘယ်သူမှမထင်မှတ်ထားခဲ့ကြပါဘူးရက်ပေါင်းများစွာမပြတ်တမ်းရွာသွန်းခဲ့တဲ့မိုးကြောင့်အေယာမရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ကျွန်တော်ရဲ့အနာဂတ်ကျွန်းလဲရိုက်ခတ်မှုတံကိုခံခဲ့ရပေမဲ့ကျွန်းကတင်းငယ်တာကြောင့်နှစ်ရက်ကြာမှပဲမိုးတိမ်တွေရွေ့ရသွားခဲ့ပါတယ်ကျွန်တော်အနေနဲ့မြေအောက်ခံတက်ထဲကိုတောင်ဝင်ရောက်ပေါ်အောင်မှုအချိန်မလိုလိုက်ပါဘူးဒါပေမဲ့အဲ့ဒီစူပါပါဝါအစွမ်းရှင်တွေကတော့လုံးဝတတိမထားမိပဲအနိုင်မိသွားကြပါတယ်နှစ်ပတ်လုံးသူတို့ရဲ့အစွမ်းတွေကိုလေ့ကျင့်နေခဲ့ရတယ်လို့တစ်ဖက်ကလည်းပတ်စံရဖို့ရုန်းကန်လှုပ်ရှားခဲ့ရပါတယ်သူတို့ရဲ့ဒုက္ခတွေကတော့ပြောနေစရာတော့မလိုပါဘူးမိမိတို့ရဲ့စူပါပါဝါကိုအသုံးပြုပြီးရာဇဝတ်မှုကျူးလွန်ကပီလာအင်ကြီးတစ်လုံးကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကစားသမားအနေငယ်ပဲရှိပါတယ်ဒါပေမဲ့ရေးကြီးတဲ့အခါမြေအောက်ခန်းကအရင်ဆုံးရေမြုပ်တာကြောင့်သူတို့စုဆောင်းထားတဲ့ရိတ်ခါအားလုံးပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်အချို့ကစားသမားတွေကတော့မြေအောက်ကားပါကင်တွေထဲမှာခိုးလုံးရနေရာတွေတိစောက်ခဲ့ကြပေမဲ့အဲ့ဒီနေရာတွေလည်းရေပြည့်ဝင်ပြီးမြုပ်သွားခဲ့ပါတယ်အဆောက်အဦအပေါ်ထပ်တွေမှာစောက်ထားတဲ့ခိုးလုံးရနေရာတွေကတော့လောလောဆယ်ဘေးကင်းနေသေးပေမဲ့မိုးကတော့ဆဲမဲ့လက္ခဏာမရှိပါဘူးမြေအောက်ထဲကကစားသမားတွေရဲ့မရှိမဲ့ရိတ်ခါလေးတွေဟာလည်းတဖြည်းဖြည်းနဲ့ကုန်ခန်းလာပါတော့တယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့အစာပြေမုန့်တွေစားရင်းနဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုအေးလူထိုင်ကြည့်နေခဲ့ပါတယ်အဲ့ဒီလိုလွှင့်တဲ့သူကလိုက်ကနောက်ကွယ်မှာပုံနေပြီးမျက်နှာချင်းဆိုင်အဆောက်အဦမှာဖြစ်ပျက်နေတာတွေကိုတိတ်တဆိတ်ဗီဒီယိုရိုက်ပြနေတာပါအဲ့ဒီမှာကစားသမားတစ်ယောက်ဟာရိတ်ခါတွေလူရက်ဖို့အတွက်သူ့ရဲ့မီးစွမ်းကိုအသုံးပြုနေပါတယ်အကိုတို့ဒါကရုပ်ရှင်အထူးပြုလုပ်ချက်မဟုတ်ဘူးနော်ဝတ်စုံစင်တူဝတ်တဲ့ cosplay လည်းမဟုတ်ဘူးဒါတကယ်စူပါပါဝါစွမ်းရှင်များသူကအရင်ကကျွန်တော်တို့တိုက်ခန်းဝင်းထဲကလုံခြုံရေးဝန်ထမ်းတယောက်အခုသူကတကားတွေကိုမီးနဲ့အရေးပျော်ပြီးဖောက်ဝင်နေတာဒါသူ့ရဲ့30ကြိမ်မြောက်တပြားတိုင်းမှုပဲလိုက်ရဲ့ကပ်ပေါက်တစ်ခုလုံးနဲ့ရုပ်တဲဖြစ်သွားပါတော့တယ်ဒါဆိုစူပါပါဝါရှိတဲ့သူတွေကတကယ်ရှိတာပေါ့ကဘာပြက်ကက်ကြီးရောက်လာပြီဆိုတာအဲ့ဒါကိုပြောတာလားအဲ့ဒီကစားသမားဟာနတိတွေရဲ့တိုင်ကြားမှုကိုခံလိုက်ရပါတယ်မကြခင်မှာပဲဆိုတာအထူးရဲတပ်ဖွဲ့ဝင်အုပ်စုလိုက်ကြီးဟာကယ်ဆယ်ရေးလေတွေနဲ့တိုက်ခန်းဝင်းထဲကိုရောက်ရှိလာပြီးအဆောက်အဦကိုတနက်တွေနဲ့ဝိုင်းထားလိုက်ပါတော့တယ်လဲလွှင့်တဲ့သူရဲ့လက်တွေဟာလည်းရင်ခုန်စိတ်လှုပ်ရှားမှုကြောင့်တုံရင်နေခဲ့ပါတယ်တနက်ပစ်ပွဲကိုငါအပြင်မှာမြင်ဘူးတာဒါပထမဆုံးပဲဒီလုံခြုံရေးရဲ့မိဆွမ်းကတော့တကယ်ယူလောက်เสียရပဲဗျာစက္ကန့်ပိုင်းတွင်းမှာတင်တန်မဏိတကားကြီးကိုအရေးပြောချပစ်လိုက်တယ်ဆိုတာအဖွဲ့ကအဆောက်အဦထဲကိုစီးနှင်းဝင်ရောက်သွားပြီးတနက်တန်တွေအချက်ပေါင်းများစွာစူးညံစွာထွက်ပေါ်လာခဲ့ပါတယ်လူရိတ်တစ်ခုဟာအမိုးပေါ်ကနေပြန်ထွက်လာပြီးရေကြီးနေတဲ့ရေပြင်ထဲကိုတန်တန်မတ်ပြုတ်
ကျသွားခဲ့ပါတယ်အဲ့ဒီကစားသမားရဲ့အမည်ဟာကမ္ဘာလုံးဆိုင်ရာစကရင်ပေါ်မှာမိကိုရောင်ပြောင်းသွားတာတည်ဆုံးသွားတာကိုကျွန်တော်မြင်လိုက်ရပါတော့တယ်ဒါဒီအချိန်မှာပဲစကားပြောခန်းထဲမှာဝန်ထန်ကကျွန်တော်စီထပ်ပြီးစာပို့လာပြန်ပါတယ်မတ်ငါတို့အဖွဲဖွဲရအောင်ကြည်စမ်းငါတို့ကအတန်းဖို့ဟောင်းတွေလေးငါတို့ရဲ့နံပါတ်တွေကလည်းကတ်နေတာအဖွဲဖွဲလိုက်ရင်ငါတို့အဆုံးထိကျင်းတီပေါက်ရှင်းတန်နိုင်မှာသူကဗီဒီယိုကောတွေကိုပါအရှက်မရှိတောက်လျှောက်ခေါ်ဆိုနေခဲ့ပေမဲ့ကျွန်တော်ကတော့ဆက်ပြီးလစ်လူရှုထားခဲ့ပါတယ်တကယ်လို့ကျွန်တော်သာသူနဲ့အဖွဲဖွဲလိုက်လို့နောက်ဆုံးမှာကျွန်တော်တို့နှစ်ယောက်တည်းပဲကျန်တော့ရင်သူကသူ့ရဲ့စိတ်ကိုစေခိုင်းခြင်းအစွမ်းကိုသုံးပြီးကျွန်တော်ကိုတက်ပစ်ကတယောက်တည်းအနိုင်ယူမှတေချာပါတယ်သူကကျွန်တော်ရဲ့ညံ့ရည်ကိုအထင်သေးနေတာလားဒါမှမဟုတ်သူ့ကိုယ်သူပဲအထင်ကြီးနေတာလားတော့မသိပါဘူးနောက်ပိုင်းမှာတော့ရေနဲ့မီးတွေအားလုံးပြတ်တောက်သွားခဲ့ပြီးအစားအစာတွေလည်းကုန်ခန်းလာခဲ့ပါတယ်နောက်ဆုံးမှာတော့တချို့တွေမခံမရနိုင်ဖြစ်ပြီးနေရာအနှံ့မှာလူရက်ဖြစ်စီတာမီးရှို့တာတွေကိုစွန့်စားပြီးလှုပ်ဆောင်လာကြပါတော့တယ်ကစားသမားတွေကလည်းရှင်တန်နိုင်မဲ့လမ်းစာကိုရှာဖွေဖို့လူအုပ်ကြီးထဲမှာရုံးတော့ပါဝင်နေခဲ့ကြပေမဲ့သူတို့ရဲ့စူပါပါဝါတွေကိုတော့ဖုံးကွယ်ထားလို့မရခဲ့ပါဘူးစူပါပါဝါအစွမ်းရှင်တွေကိုဖမ်းဆီးဖို့တိုက်ရိုက်အမိန့်ထုတ်ပြန်လိုက်ပါတော့တယ်ဖမ်းမိတဲ့သူမှန်သမျှကိုသူတေသနာအဆောက်အဦတွေစီပို့ဆောင်ပြစ်ကြတာပါတလအတွင်းမှာတင်ဖမ်းဆီးခံလိုက်ရတဲ့ကစားသမား30ရဲ့အမည်တွေဟာအများဆုံးစကရင်ပေါ်မှာပေါ်လာခဲ့ပါတယ်ရုတ်တရက်ဆိုသလိုကစားသမားတွေဟာ6လန့်ခံလိုက်ရတဲ့ငှက်အုပ်တွေလိုဖြစ်သွားပြီးလူတိုင်းထိတ်လန့်တုန်လှုပ်နေကြပါတော့တယ်တခါတရံမှာကျွန်တော်စိုက်ထားတဲ့ဟင်းဒီဟင်းရွက်ခင်းတွေကိုတွားကြည့်လိုက်ကျွန်တော်ရဲ့ဘီလာအင်ကြီးထဲမှာဂိမ်းစောလိုက်ရေကူးကန်ထဲမှာရေကူးလိုက်နေပေါ့ကျွန်တော်ရဲ့အနာဂတ်ကျွန်းကြီးကတော့တကယ်ကိုပရာဒီတူပုံလေးတစ်ခုလိုပါပဲကျွန်တော်ကတော့ဘဝကိုအကောင်းဆုံးစိန်ခံဖြတ်တန်းနေခဲ့တာပါဒါပေမဲ့ပြောစရာအချိန်တွေကကြကြမခံခဲ့ပါဘူးတယောက်ယောက်ကကမ္ဘာလုံးဆိုင်ရာစကားပြောခန်းထဲမှာအမည်မဖော်ပဲလှမ်းတင်လိုက်တာပါကစားသမား69ကကမ္ဘာအချမ်းသာဆုံးသူထေးကြီးပဲကမ္ဘာမပြတ်ခင်ကတည်းကသူခိုးလုံရနေရတွေအများကြီးတိစောက်ထားတာတေချာတယ်ကစားသမား69ကိုရှာတွေ့ရင်လူတိုင်းအသက်ရှင်နိုင်မဲ့အချိန်တော်ကြာတိတ်ဆိတ်နေခဲ့တဲ့ကမ္ဘာစကားပြောခန်းကြီးကချက်ချင်းဆိုသလိုပောက်ကွဲမတက်ဆူညံသွားပါတော့တယ်ကစားသမား69ထွက်ခဲ့စမ်းတို့တွေယာနဲ့ချီပြီးဒုက္ခရောက်နေချိန်မှာမင်းတယောက်တည်းစိန်ခံနေတဲ့ပေါ့တော်တော်ရက်စက်ရုံမာတဲ့ကောင်ဟုတ်တယ်69ကိုရှာတွေ့ရင်ငါတို့အသက်ရှင်မယ်လူတို့ရေချာချာဟေ့ကစားသမားအားလုံး YouTube ကုန်ကြပြီးကျွန်တော်ကိုအစိမ့်လိုက်ဝါစားဖို့တောင်အလောတကြီးဖြစ်နေကြပါတော့တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပေးဖယ်နေချင်တာကိုသူတို့ကအတင်းဆွဲထုတ်လာကြတာကိုဒါနဲ့ကျွန်တော်လည်းကမ္ဘာစကားပြောခန်းတဲ့ကိုစာတစောင်လမ်းပို့လိုက်ပါတယ်အားလုံးပဲစိတ်အေးအေးထားကြပါကျွန်တော်ကကစားသမား69ပါခိုးလုံရနေရတွေလိုချင်ကြတာလားဒါပေမဲ့ကျွန်တော်ကနိုင်ငံလေးနိုင်ငံမှာပဲခိုးလုံရနေရတွေကိုစောက်ထားတာပါ Dragon Eagle Hands နဲ့ Kangaroo ပဲဖြစ်ပါတယ်ပြီးတော့ခိုးလုံရနေရတစ်ခုကလူရောက်20ပဲအများဆုံးဆက်ပါတယ်ကျွန်တော်ကမ္ဘာမြေပုံပေါ်မှာအမှတ်အသားပြုပြီးပြလိုက်တယ်မင်းတို့မှာလူရောက်200ကျော်ရှိနေတာအားလုံးစမ်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ခိုးလုံရနေရရဲ့စကားဝက်တွေကိုပေးပါမယ်အရင်ရောက်တဲ့သူအရင်ရစတန်ပေါ်ဒါကြောင့်ကျွန်တော်နောက်ကိုလိုက်မလာကြပါနဲ့ကျွန်တော်စကားဝက်တွေကိုချပေးလိုက်တဲ့ဖြစ်ရက်ကကစားသမားတိုင်းကိုယူသွတ်သွားစေခဲ့ပါတယ်တကယ်လို့သူတို့သာခိုးလုံရနေရစီအရင်ဆုံးရောက်သွားခဲ့ရင်ဒီရေကြီးမှုဘေးကနေလွတ်မြောက်ပြီးအချို့ကစားသမားတွေဟာတတ်မှတ်ထားတဲ့နေရာတွေကိုရောက်ရှိသွားခဲ့ကြပါပြီအများစုကတော့အရှိန်နှုန်းမြင့်တင်ခြင်းစွမ်းရှိတဲ့သူတွေပေါ့အဲ့ဒီခိုးလုံရနေရတွေကိုကုန်းမြင့်တွေပေါ်မှာတိစောက်ထားတာကြောင့်ရေကြီးမှုတန်းကနေလုံးဝပေးခင်ပါတယ်သူတို့တကားတွေကိုဖွင့်ပြီးအတွင်းထဲဝင်လိုက်တဲ့အခါမှာတော့တကယ်ပရတိတူပုံတွေကိုခြေချလိုက်ရတယ်လို့ပါပဲဘာပဲဖြစ်ဖြစ်ဒီခိုးလုံရနေရ၄ခုလုံးကိုအလွန်မင်းသားနာထဲဝါနေအောင်ကျွန်တော်တိစောက်ခဲ့တာလေးတင်လို့ရှိမဲ့အသုံးဆောင်ပစ္စည်းမှန်သမျှအစုံလင်းရှိနေပါတယ်အစားအသောက်တွေအပြည့်ထည့်ထားတဲ့ရေခဲတက်တာကြီးတွေလည်းရှိတာပေါ့ကစားသမားနံပါတ်58ကတော့ဝမ်းသာအားရဖြစ်ပြီးကမ္ဘာစကားပြောခန်းထဲမှာချက်ချင်းလွှင့်ပြပါတော့တဲ့ဒီခိုးလုံရနေရကဒီလောက်ထိကောင်းမွန်နေလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးပြပတ်စံကတကယ်ပဲပျော်ရွှင်မှုကိုဝယ်ပေးနိုင်တာပဲသူတို့တွေအတွင်းထဲမှာစတိတ်အမဲသားခင်တွေစပွဲပေါ်မှာလည်းအရသာရှိတဲ့အစားအစာတွေပြည့်ပါပဲကစားသမားနံပါတ်58ကအခုချိန်မှာအတွင်းထဲကိုလူ12ယောက်ရောက်နေပြီဖြစ်ပြီးသူတို့တွေက Dragon ဘေးရဲ့နိုင်ငံခိုးလုံရနေရကိုလုံးဝပိတ်ဆို့ဖို့မဲခွဲဆုံးဖြတ်လိုက်ကြပြီလို့ပြောပါတယ်ရိတ်ခါတွေကအကန့်အသတ်ရှိတာကြောင့်နောက်ထပ်ဘသူ့ကိုမှအဝင်ခံတော့မှမဟုတ်ပါဘူးလမ်းပေါ်မှာရုန်းကန်နေရတော့ဖြစ်တဲ့အခြားကစားသမားတွေကတော့ဒီလိုကိုမြင်ပြီးယူမတက်ခံပြင်းသွားကြပါတယ်ခိုးလုံရနေရရဲ့အပြင်ဘက်မှာတော့ရင်းနစ်တေတာဒါမှမဟုတ်ငတ်တေမဲ့ဘေးကနေလွတ်မြောက်ဖို့အတွက်ကစားသမားတွေဟာလှိုင်းလုံးကြီးတွေလိုတတုပ်ပြီးတတုပ်ဆက်တိုက်ရောက်ရှိလာကြပါတော့တယ်သူတို့အတွက်ကတော့ဒါကိုအမိအယလူယူဖို့ပဲဒီအသက်ကဲကျိုးကိုပေါ့ရှင်တန်လိုတဲ့ဗီဇစိတ်ကသူတို့ကိုမျှော်လင့်ချက်ကုံဆုံးပြီးယူသွတ်သွားစေခဲ့ပါတယ်သူတို့ကအတွင်းထဲကလူတွေကိုတကားဖွင့်ပေးဖို့နဲ့ဝင်ခွင့်ပေးဖို့တောင်းပန်တိုးရှိုးကြတယ်ဒါပေမဲ့ဝင်နေပြီးသားကစားသမားတွေကတော့အရာအလုံးကိုတေချာချက်ထိုးပိတ်ဆို့ထားပြီးသားပါအပြင်ကလူတွေကတကားတွေနေရန်တွေကိုဘလောက်ပဲထုရိုက်သူတို့ရဲ့စူပါပါဝါတွေကိုပဲတုံးလုံးကြုံအောင်ပိတ်ဆို့ထားတဲ့အဝင်ဝါကြီးကိုတော့လုံးဝလှုပ်ရှားအောင်တော့မလုပ်နိုင်ခဲ့ပါဘူးအတွင်းထဲကလူတွေအောင်ပွဲခံပြောပါနေကြတဲ့အချိန်မှာပဲကျွန်တော်ကရုတ်တရက်ထွက်လာပြီးလူနှစ်ဆက်ဆန်တာမဟုတ်ဘူးလားနောက်ထပ်10ယောက်ထပ်ဝင်လို့ရသေးတာပဲဥစ္စာကျွန်တော်စီမှာအရေးပေါ်ဝင်လို့ရမယ့်အခြားထိန်းချုပ်ကုတ်တစ်ခုရှိသေးတယ်ပြင်မတကားကြီးတွေကိုပိတ်ထားရင်တော့အထဲကိုဝင်လို့ရမယ့်နီးလန်းရှိပါသေးတယ်သူတို့ကအဲ့ဒီရှေးဟောင်းလာစင်အုတ်ခဲကိုလှည့်လိုက်တဲ့အခါမှာတော့တကယ်လှုပ်ဝက်တကားတစ်ခုဟာနေရန်ဟောင်းကြီးပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်ကစားသမားတွေဟာနောက်ဆုံးကြံတဲ့8နေရာစာအတွက်အလူရက်တိုက်ခိုက်ပြီးအထဲဝင်ဖို့ကြိုးစားကြတယ်အားနွယ်ပုံရတဲ့မိန်းကလေးတစ်ယောက်ကတော့အချိန်နေပြီးအနောက်မှာကြံရစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့လက်မောင်းတွေစီကနေနွယ်ပင်တွေရုတ်တရက်ထွက်ပေါ်လာပြီးရှေ့ကလူအုပ်ကြီးကိုရန်တမ်းရိုက်ခတ်ပစ်လိုက်တာကြောင့်ကစားသမားအုပ်စုကြီးဟာချက်ချင်းပဲခလုတ်တိုက်လဲကျကုန်ကြပါတော့တယ်ဓာတ်သွားဆွမ်းရှိတဲ့ကစားသမားတစ်ယောက်ကတော့သူ့ခြေထောက်အောက်ကနွယ်ပင်တွေကိုအမြန်ဖြတ်တောက်လိုက်ပြီးနောက်ကိုလှည့်ကနွယ်ပင်အစွမ်းသုံးတဲ့ကစားသမားရဲ့လက်ပင်ကိုလှီးဖြတ်ပစ်လိုက်ပါတယ်ဓာတ်သွားဆွမ်းရှင်ကတကားဝက်စီအရင်ဆုံးရောက်သွားပြီးအရေးပေါ်ထိန်းချုပ်ကုတ်ကို
ရိုက်ထည့်လိုက်တဲ့အခါတကားကြီးပွင့်ဟသွားပါတော့တယ်အခြားကစားသမားတစ်ယောက်ကလျှက်စီးလက်ချင်းအစွမ်းကိုသုံးပြီးလူအုပ်ကြီးတစ်ခုလုံးကိုပစ်ချလိုက်ပြန်တယ်ဒုတိယမြောက်ကစားသမားကလည်းတကားဝါကနေအတင်းတိုးဝင်သွားခဲ့တာပေါ့ချင်းကပ်မိယုံရှိသေးမြေပြင်ပေါ်မှာလဲကျနေတဲ့ကစားသမားတစ်ယောက်ကသူ့ခြေထောက်ကိုလှမ်းဖမ်းဆွဲလိုက်ပါတယ်လဲကျနေတဲ့သူကကြောက်စရာကောင်းတဲ့အပြုံးတစ်ခုကိုပြုံးရင်သူ့ရဲ့အစိတ်လူးထားတဲ့လက်သေးတွေနဲ့ထိုးသူ့ရဲ့ပေါင်ကိုကုတ်ချစ်ပြီးအစိတ်သွင်းလိုက်ပါတော့တယ်အစိတ်အစွမ်းသုံးတဲ့သူကတကားဝါကနေထွက်ပြေးဖို့အနိုင်နောက်ကနေတံမဏိလိုမာကျောနေတဲ့လက်မောင်းတစ်ဖက်ကသူ့ရဲ့ရင်ဘတ်ကိုဖောက်ထွက်ပြီးထိုးနှက်ပစ်လိုက်ပါတယ်ခိုလုံရနေရရဲ့အဝင်ဝမှာတင်ကစားသမားတွေဟာတယောက်ပြီးတယောက်တေဆုံးကုန်ကြပါတော့တယ်ရှင်တန်လိုတဲ့စေယူကသူတို့ရဲ့နောက်ဆုံးကြံတဲ့လူသားဆန်မှုအတိတရားလေးကိုပါလဲချိုးဖျက်ဆီးပစ်လိုက်တာပါတကယ်တော့စနစ်ကပေးထားတဲ့စူပါပါဝါတွေဟာဇွန်ဘီတွေကိုတိုက်ခိုက်ဖို့အတွက်မဟုတ်ပဲသူတို့အချင်းချင်းပြန်တက်ကြဖို့အတွက်ဖန်တီးထားတာပဲဖြစ်ပါတယ်ခိုလုံရနေရအတွင်းထဲရောက်နေတဲ့ကစားသမားတွေလည်းဆက်ပြီးငြိမ်မနေနိုင်ကြတော့ပါဘူးသူတို့အားလုံးဟာတကယ်တိုက်ခိုက်ရေးစွမ်းရည်အားနည်းကြသူတွေပါအမြင်မပိတ်ပဲတိုက်ခိုက်ရေးစွမ်းရည်မြင့်မားတဲ့ကစားသမားတွေကိုအထက်ပေးဝင်လိုက်ရင်သူတို့တွေလည်းအသက်ခံရမယ့်တာကောင်တွေဖြစ်သွားရုံပဲရှိမှာကိုထဲကိုအတင်းတိုးဝင်လာခဲ့ကြတဲ့ဓာတ်သွားစွမ်းရှင်နဲ့လျှက်စီးစွမ်းရှင်တို့ကလည်းဒါကိုရိပ်မိသွားကြပါတယ်သူတို့နှစ်ယောက်ဟာအပြင်ကကစားသမားတွေကိုလိုက်လံတက်ဖြတ်ပါတော့တယ်အဲ့ဒီအချိန်မှာတင်စခရင်ဘော်ကကစားသမားအရေးအတွက်တွေဟာကစားသမားတွေရဲ့တေဆုံးမှုစီးရင်ဟာအရှင်ဟုန်နဲ့ပုံလာခဲ့တော့တာပေါ့လူတဘာဝဆိုတာဘယ်နေရာမဆိုအတူတူပါပဲကြံတဲ့ခိုလုံရနေရာ၃ခုမှာလည်းအလားတူရက်ဆက်ကြမ်းကြုတ်တဲ့တေရင်းတိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်ဒါပေမဲ့စောင့်ကြည့်ကင်မရာမှတ်တမ်းအားလုံးကိုလိုက်ကြည့်နေတာတော့ဝန်ထမ်းကိုတော့ဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူးပြန်စဉ်းစားကြည့်ရင်လည်းသူကဘာလို့ခိုလုံရနေရာစီသွားမှလဲကွက်တိပါပဲငါတို့ကိုကြည်စမ်းငါတို့အဖွဲမဖွဲရသေးတာတော့အလုပ်လုပ်တာတကယ်ကိုအပေးယူတက်လာတယ်ငါတို့ကတွဲဖက်တွေဖြစ်ဖို့မွေးဖွားလာကြတာပဲသူကတကယ်ကိုအရှက်မရှိတဲ့ကောင်ပါကျွန်တော်ရဲ့အထောက်ထားကိုဖွင့်ချပြီးကျွန်တော်ကိုအကြက်တဲတဲ့ရောက်အောင်တွန်းပို့ခဲ့တာသူကိုယ်တိုင်လေးစိတ်မဆိုးပါနဲ့ကွာငါသာအဲ့ဒီစီစဉ်ကိုမဖော်ဆောင်ခဲ့ရင်အဲ့ဒီကစားသမားတွေကိုတေတွင်းနဲ့ဘယ်လိုပို့နိုင်မလဲမင်းရဲ့တိုင်ဘက်တွေကိုရှင်းလင်းပေးခဲ့လို့မင်းကကူတောင်ကျေးဇူးတင်သေးတယ်လို့သူကဆိုပါတယ်ကျွန်တော်တို့စကားပြောနေတော့မှပဲခိုလုံရနေရဟာလူဦးရေအပြည့်ဖြစ်သွားခဲ့ပြီးတကားကြီးတွေကအလိုလျောက်ပိတ်ဆို့သွားခဲ့ပါတော့တယ်ခိုလုံရနေရရဲ့အပြင်ဘက်မှာတော့သွေးတွေကမြစ်လိုစီးဆင်းနေခဲ့ပြီးအထက်ကိုမဝင်လိုက်ရတဲ့သူတွေကတော့အချင်းကြီးဆက်လက်ရုန်းကန်နေကြရပါတယ်အထက်ရောက်သွားတဲ့ကစားသမားတွေကတော့အောက်ပွဲခံပျော်မြူးနေကြတာပေါ့ဒါပေမဲ့သူတို့စီဘာတွေရောက်လာတော့မလဲဆိုတာသူတို့လုံးဝမသိကြပါဘူးမင်းခိုလုံရနေရထဲမှာရှိမနေတာတကယ်နှမျောစရာပဲလို့ပြောလိုက်ပြီးခလုတ်တစ်ခုကိုနှိပ်လိုက်လို့ပါပဲချက်ချင်းဆိုသလိုရန်ပီလူတွေဟာတိုင်လူပောက်ကွဲသွားပါတော့တယ်အဲ့ဒီပောက်ကွဲမှုရဲ့ရိုက်ခတ်မှုလိုင်းတန်ဟာအပြင်ဘက်မှာကပ်ပြီးအသက်ရှင်ကျန်ရစ်နေသေးတဲ့ကစားသမားတွေကိုပါအစအနမကြံလွှင့်စင်ပျက်စီးသွားစေခဲ့ပါတယ်ပောက်ကွဲမှုကြီးအပြီးမှာတော့ကစားသမားအရေးအတွက်ဟာ116ယောက်အထိရုတ်တရက်ထိုးကျသွားခဲ့ပြီး61ယောက်ပဲကျန်ပါတော့တယ်တော်တော်ကြာတိတ်ဆိတ်သွားပြီးမှဝန်ထမ်းကကျွန်တော်စီစာတစောင်လမ်းပို့လာပြန်ပါတယ်ငါမင်းကိုအထင်သိမိသွားတယ်ကူညီပေးလို့ကျေးဇူးပဲကွာဒါမျိုးသာမဟုတ်ရင်အဲ့ဒီလောက်များတဲ့ကစားသမားတွေကိုခိုလုံရနေရတခုတည်းအစုလိုက်ပြုံလိုက်စုမိဖို့ဆိုတာဘလို့မှဖြစ်နိုင်မှာမဟုတ်ဘူးတကယ်တော့လေးရင်တွေတင်းမောတွေမရှိပဲကျွန်တော်ရဲ့အနာဂတ်ကျွန်းစီရောက်လာဖို့အလားအလာရှိဆုံးကစားသမားတွေဟာအခုဆိုရင်လုံးဝစက်သိမ်းသွားကြရပါပြီကျွန်တော်တစ်နှစ်ပတ်လုံးစီမံကိန်းချခဲ့တာအဲ့ဒီခိုလုံရနေရတွေဟာသူတို့အတွက်တင်းချိုင်းကုန်တွေဖြစ်သွားခဲ့ရပါတယ်ခိုလုံရနေရတွေပောက်ကွဲသွားတဲ့တဲ့င်းကအပြင်ကိုဒီလောက်ထိအမြန်ကြီးမပြတ်နိုင်သေးပါဘူးဝန်ထမ်းကတော့ချက်ချင်းသိသွားခဲ့တယ်ဒါကိုကြည့်ချင်းအဖြစ်သူဟာတနေရာရာကနေအရာအလုံးကိုအဝေးကနေစောင့်ကြည့်နေခဲ့တာသိချပါတယ်အဲ့ဒီအချိန်မှာပဲစနစ်ကနေကျွန်တော်စီအကြောင်းကြားစာတစ်ခုပေးပို့လာပါတယ်လူတက်မှုအများဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားဖြစ်လာတဲ့အတွက်ဂုဏ်ယူပါသည်တင်ဟာအထူးဆုလက်တစ်ခုကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်မပြုံးပဲမနေနိုင်ခဲ့ပါဘူးအသင့်တော်ဆုံးသူတွေပဲအမြဲတမ်းရှင်တန်ကြံရစ်ခွင့်ရတာပါလေးလကြာမှာတော့ရေကြီးနေတဲ့ရေပြင်ကြီးဟာတဖြည်းဖြည်းနဲ့ပြန်လဲကျဆင်းသွားခဲ့ပြီးရေမြုပ်နေတဲ့ကုန်းမြေတွေပြန်ပေါ်လာခဲ့ပါတယ်လူတိုင်းကဘေးအန္တရာယ်ကြီးပြီးဆုံးသွားပြီလို့ထင်မှတ်ပြီးတက်ပြင်းချနိုင်ခဲ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီရေကြီးမှုကြီးကကယောဂတစ်ခုကိုတည်ဆောင်လာလိမ့်မယ်လို့သူတို့ထင်မထားခဲ့ကြပါဘူးတည်ဆုံသွားခဲ့တဲ့နှစ်ဖြစ်အများပြားဟာဇွန်ဘီတွေအဖြစ်ပြောင်းလဲကုန်ကြပါတော့တယ်မကြခင်မှာပဲနံပါတ်1တက္ကစားသမားအားဂုဏ်ယူပါသည်ဆိုတဲ့စနစ်ရဲ့ကြီးညာချက်ထွက်ပေါ်လာခဲ့ပါတယ်နောက်တစ်ဆင့်ကတော့ဒုတိယအဆင့်ဖြစ်တဲ့ကမ္ဘာပြက်ကဇွန်ဘီပဲဖြစ်ပါတယ်နောက်ဆုံးတော့စူပါပါဝါအစွမ်းတွေတောက်ပရမဲ့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီကမ္ဘာစကားပြောခန်းထဲမှာတော့အဲ့ဒီနံပါတ်9 19ဆိုတဲ့ကောင်ကတော့အခုလောက်ဆိုတင်းနေလောက်ပြီအတန်းတဲကအလှပန်းလေးလူလူရန်ကကျွန်တော်စီတီးတန့်စာတစ်စောင်လမ်းပို့လာပါတယ်မင်းမှာဘာစူပါပါဝါမှမရှိဘူးမလားဒီဇွန်ဘီကမ္ဘာပြက်ကထဲမှာမင်းဘလို့မှအသက်ရှင်နိုင်မှာမဟုတ်ဘူးတကယ်လို့မင်းရဲ့ရိတ်ခါအချို့ကိုငါ့ကိုမျှဝေပြီးမင်းရှိတဲ့နေရာကိုပြောပြမယ်ဆိုရင်ငါလာပြီးမင်းကိုကာကွယ်ပေးနိုင်တယ်နော်ကျွန်တော်ကတော့ဘာမှပြန်မပြောဘဲမေးခွန်းထုတ်တဲ့အမေလက္ခဏာတစ်ခုပဲအေးအေးဆေးဆေးရိုက်ပို့လိုက်တယ်သူမကဆက်ပြီးငါရဲ့အစွမ်းကိုအထင်မသေးနဲ့အောင်သူမဘလို့အသက်ရှင်ကြံရစ်ခဲ့လဲဆိုတာကျွန်တော်ကောင်းကောင်းသိတာပေါ့သူမကသူမရဲ့အခြေအစွမ်းအားကိုသုံးပြီးအိမ်နီးနားချင်းတွေစီကနေအစားတောက်တွေကိုလှည့်စားတောင်းယူခဲ့တာလေးပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတဲ့အခါမှာလဲသူမကအရင်ဆုံးကဲတင်ချင်းခံခဲ့ရတာပါဒါတွေကိုတွေးမိရင်းနဲ့ကျွန်တော်ကစိတ်မဝင်စားလို့စိတ်မရှိပါနဲ့လို့ပဲပြန်ဖြေလိုက်ပါတယ်ဒါအပြင်လူလူရန်ကကျွန်တော်ကိုကမ္ဘာအချမ်းသာဆုံးတထေးကြီးမှသိနေတာဟာဘလို့မှတိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ပါဘူးဇွန်ဘီဗိုင်းရပ်စ်ဟာတိုက်ကြီးတွေအားလုံးစီကိုပြန့်နှံ့ပေါက်ကွဲသွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကလေရင်တွေနဲ့တင်းမောတွေကိုကြိုတင်ဖျက်ဆီးပစ်ခဲ့တာကြောင့်ပစိဖိတ်သမုဒ္ဒရာတွေကဗိုင်းရပ်စ်ကူးစက်မှုလမ်းကြောင်းတွေအားလုံးကိုဖျက်တောက်ထားနိုင်ခဲ့တာပေါ့ရိုးရိုးအစစ်နှိပ်ဇွန်ဘီတွေကတော့ကင်တွယ်ရသိမ့်မခက်ခဲပေမဲ့ဗိုင်းရပ်စ်ရဲ့ကူးစက်ပြန့်ပွားမှုနှုန်းကတော့တကယ့်ကိုမြန်ဆန်လွန်းလာပါတယ်ကမ္ဘာအနှံ့ပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့
အမျိုးအစားပြောင်းလဲလာတဲ့ဗီဒီယိုပြောင်းလဲမှုတွေကကျွန်တော်ကြိုတင်ခံမှန်းထားခဲ့တဲ့အတိုင်းပဲပေါ်ထွက်လာပါတော့တယ်။ဉာဏ်ရည်ရှိတဲ့ဇွန်ဘီတွေနဲ့စူပါပါဝါအစွမ်းရထားတဲ့ဇွန်ဘီတွေဟာတိတ်တဆိတ်ပေါ်ပေါက်လာခဲ့ကြတာပါ။ဇွန်ဘီတစ်ကောင်ဟာစူပါပါဝါအစွမ်းရှင်တစ်ယောက်ရဲ့အသားကိုစားမိတာနဲ့အဲ့ဒီလူရဲ့အစွမ်းတွေကိုရရှိသွားနိုင်ပါတယ်ဒီအခြေအနေမှာကစားသမားတွေဟာအဖွဲမဖွဲရင်တေယုံပဲရှိတော့မယ်ဆိုတာကိုသဘောပေါက်သွားကြပါတယ်။ဇွန်ဘီတွေရဲ့တိုက်ခိုက်မှုကိုခုခံဖို့အတွက်စခန်းတွေကိုတိစောက်လာကြတယ်။တိုက်ခိုက်နေကြတာမဟုတ်ပါဘူး။ရိတ်ခါတွေနဲ့အသက်ရှင်တန်ခွင့်အတွက်သူတို့အချင်းချင်းလည်းပြန်လည်တိုက်ခိုက်နေကြတာပါ။ဇွန်ဘီဗိုင်းရပ်စ်အနေကိုရင်ဆိုင်မှုအတွက်ကျွန်တော်ကပင်လယ်ပြင်ထဲမှာတန်မဏိပိုက်ကွန်တွေကိုချထားခဲ့ရပါတယ်။ဒါကယောဂကူးစက်ခံထားရတဲ့ငါးတွေအနာဂတ်ကျွန်းစီရောက်မလာနိုင်အောင်တားဆီးဖို့အတွက်ဖြစ်ပြီးအခုဆိုနေအောင်ကြီးကတဖြည်းဖြည်းမိမ့်မိန်လာတယ်လို့ပါပဲမိုးရွာတဲ့ရက်တွေဆိုရင်တော့ကျွန်တော်ဟာမြေအောက်ခံတက်ထဲမှာပဲအောင်းနေလေးရှိပါတယ်စက်ကရိယာတွေနဲ့စမ်းသက်စစ်ဆေးပြီးမိုးရေကတန့်ရှင်းတယ်လို့အတည်ပြုနိုင်မှသာအပြင်ကိုထွက်လေးရှိတာပါဒါဟာဇွန်ဘီဗိုင်းရပ်စ်ကကျွန်တော်ပေါ်တက်ရောက်မှုအရှိဆုံးအကြီးမားဆုံးအချက်ပါပဲမြေပြင်ပေါ်ကဆက်သွယ်ရေးကွန်ရက်တွေပျက်စီးသွားခဲ့တာကြာပါပြီမိဖက်တွေကတော့သတင်းစကားတွေပို့ဖို့ရေဒီယိုလိုင်းတွေကိုပဲအသုံးပြုနိုင်ကြတော့တာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ကောင်းကင်ယံကထောင်ထဲချီတဲ့ဂျိုတုတွေကြောင့်ကမ္ဘာမြေပြင်ပေါ်မှာဖြစ်ပျက်နေသမျှကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ခဲ့ပါတယ်ကျွန်တော်တွေးထားခဲ့တဲ့အတိုင်းပဲငှက်တွေကတဆင့်ဗိုင်းရပ်စ်တွေတည်ဆောင်သွားကြတာပါဗိုင်းရပ်စ်ဟာအကာအကွယ်မဲ့နေတဲ့ကျွန်းနိုင်ငံငယ်လေးတွေစီရောက်ရှိသွားတဲ့အခါမှာတော့ကျွန်းတစ်ခုလုံးဟာချက်ချင်းပဲအသက်ရှင်လျက်ငရဲပုံကြီးတစ်ခုဖြစ်ပြောင်းလဲသွားပါတော့တယ်ငရဲပါပဲကစားသမားအရေးအတွက်ကတယောက်ပြီးတယောက်ဆက်တိုက်ကျဆင်းလာပြီးဒီတစ်ခေါက်မှာတော့30အထိပဲကျန်တော့တယ်အဲ့ဒီအချိန်မှာတင်ဗီဇပြောင်းလဲဖို့ကောင်က Futurist One ရဲ့ပင်လယ်ပြင်ပေါ်ကနေပြန်တန်းလာရင်လျှက်စစ်ကာရန်လိုင်းနဲ့ညှိမိပြီးပိုးအားပြင်းစားကြောင့်ချက်ချင်းပဲတူးချစ်သွားခဲ့တယ်ဒါပေမဲ့ငှက်မွေးတပင်ကတော့လျှက်စစ်ကာရန်လိုင်းကြားကအကြောင်းတစ်ခုကနေတဆင့်အောက်ကိုလွှင့်မြောကျလာခဲ့တယ်မြေပြင်ပေါ်မကျခင်မှာတင်ဆက်ရုပ်ခွေးတစ်ကောင်ကမီးတောင်နဲ့မှုတ်ထုတ်လိုက်လို့ပြာကျသွားခဲ့ရတယ်အဲ့ဒီငှက်ဟာတခြားပစိဖိတ်ကျွန်းစုတွေစီကနေပြန်တန်းလာတာဖြစ်ရမယ်အဲ့ဒီနေ့ကစပြီးနေတိုင်း Futurization ပေါ်ကိုငှက်အုပ်ကြီးတွေအုပ်စုလိုက်ဖြတ်ပြန်တန်းကြတော့တာပဲလျှက်စစ်ကာရန်လိုင်းပေါ်မှာလည်းငှက်တီကောင်တွေနဲ့ပြည့်နေနေခဲ့တဲ့ဆက်ရုပ်တွေလည်းကျွန်းတစ်ခုလုံးကိုလှည့်ကင်းပတ်ရင်ငှက်တီကောင်တွေကိုမိရှုဖြစ်စီရလျှက်စစ်ကာရန်လိုင်းကိုရှင်းလင်းရတဲ့အလုပ်တွေအရန်ရှုပ်နေခဲ့တာပေါ့အခြေအနေတွေအကောင်းဆုံးဖြစ်တဲ့ Futurization တောင်ဒီလောက်အထိဆိုးရွားနေရင်တခြားနေရာတွေမှာဘယ်လောက်တောင်ဒုက္ခရောက်နေမလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်ကျွန်တော်လည်းနေတိုင်းကမ်းခြေပတ်ပြီးလမ်းလျှောက်တာကိုရက်လိုက်ပြီးမြေအောက်ဘန်ကာတဲ့ကိုပဲအပြီးပိုက်ပြောင်းရွှေ့နေထိုင်လိုက်တော့တယ်ဒီနေ့ကနှစ်တစ်ကူနေဖြစ်ပေမဲ့ကျွန်တော်ကလွဲလို့ကဘာပေါ်မှာဘယ်သူမှမစင်နွှဲချင်ကြတော့ဘူးကဘာပြတ်မသွားခင်ကနောက်ဆုံးပြသခဲ့တဲ့ຫນွေဦးပွဲတော်ကာလအစီအစဉ်ကိုကြည့်ရင်နှစ်တစ်ကူညစာကိုစားနေခဲ့တဲ့အရင်တုန်းကမိသားစုအကြောင်းတွေကိုတွေးမိပေမဲ့အခုတော့ကျွန်တော်တယောက်တည်းပဲကျန်တော့တာလေးရင်ထဲမှာဟာတာနဲ့အထီးကျန်ဝေဒနာကိုမခံစားရပဲမနေနိုင်ခဲ့ဘူးကျွန်တော်သွားမှဖြစ်တော့မယ်ကျွန်တော်ကနောက်ဆုံးအထိကြက်ကြက်ခံရက်တည်နိုင်တဲ့သူဖြစ်ရမယ်ကျွန်တော်လည်းနှစ်တစ်ကူအကြိုညစာစပွဲပုံကိုဓာတ်ပုံရိုက်ပြီးဝန်ထန်စီပို့ပေးလိုက်တယ်မိနစ်ပိုင်းကြာမှပဲဝန်ထန်ကအဲ့ဒီဓာတ်ပုံကိုကဘာလုံးဆိုင်ရာစကားပြောခန်းပေါ်တင်လိုက်တာပေါ့တခြားကစားသမားတွေယူမတက်ဖြစ်သွားမဲ့ပုံကိုကျွန်တော်မျက်စိထဲတောင်မြင်အောင်နေမိသေးတယ်ဒေါသတကြီးနဲ့မှန်ထားတဲ့ကွန်မန့်တွေတရားဟောတက်လာတော့တာပဲငါတို့မှာတော့ထမင်းပူပူတနက်တောင်မနှဲစားနေရချိန်မှာသူကတော့ဟင်းတွေအစုံနဲ့စားတောက်နေနိုင်တယ်ပေါ့တိတ်ပြီးဘဝင်မမြင့်သွားတဲ့အုံမင်းကိုသာရှာတွေးလို့ကတော့တက်ဖြစ်မယ်အဲ့ဒီစကားတွေကိုကျွန်တော်လုံးဝဂရုမစိုက်ပါဘူးရှာတွေးနိုင်ရင်လည်းလာခဲ့ပေါ့ကျွန်တော်စောင့်နေပါမယ်ကျွန်တော်ကွန်ပျူတာကိုဖွင့်ပြီးအရင်ကတည်းကစုဆောင်းထားတဲ့ကြံနေတဲ့ကစားသမား30ရဲ့ကိုရေးချက်လက်တွေကိုဆွဲထုတ်လိုက်တယ်ကဘာမပြတ်ခင်ကတည်းကကျွန်တော်ရဲ့မျက်စိတွေကနေရာအနှံ့မှာရှိနေခဲ့တယ်ဆိုတာသူတို့တွေလုံးဝမသိကြဘူးကျွန်တော်ရဲ့ကြေးစားစစ်သားတွေဟာကဘာအနှံ့မှာပြန့်နှံ့နေတဲ့ကစားသမားတွေကိုခြေရာခံပြီးရေရှည်စောင့်ကြည့်မှုတွေလုပ်ထားခဲ့တာကစားသမားတိုင်းရဲ့စွမ်းရည်တွေနဲ့အားနည်းချက်တွေကိုကျွန်တော်အကုန်သိနေခဲ့တယ်ကဘာပြက်ကဆူကြီးဆက်ရောက်ပြီးနောက်မှာလည်းကျွန်တော်ရဲ့ကြေးစားစစ်သားတွေဟာကျွန်တော်စုဆောင်းထားတဲ့ရိတ်ခါတွေနဲ့ပဲအသက်ဆက်ရှင်ခဲ့ကြတာပေါ့သူတို့ကကျွန်တော်အတွက်ဆက်ပြီးအလုပ်လုပ်ပေးကြတယ်လို့ကျွန်တော်ကလည်းသူတို့အတွက်ရိတ်ခါအသစ်တွေကိုထုတ်ပေးခဲ့တယ်ဒီလိုကဘာပြက်ကကြီးထဲမှာတော့ရိတ်ခါကသာတန်ဖိုးရှိဆုံးငွေကြေးပဲလေအခုဆိုရင်အဓိကအင်အားကြီးအဖွဲ့3ဖွဲ့ပေါ်ထွက်လာခဲ့ပြီးပထမတစ်ဖွဲ့ကတော့စစ်တပ်ပဲသူတို့မှာအင်အားတောင့်တင်းတဲ့လက်နက်တိုက်ကြီးနဲ့ဘယ်သူမှထိုးဖောက်လို့မရတဲ့အခြေစိုက်စခန်းရှိတယ်ဒါပေမဲ့ဝန်ထန်ကစိတ်အာရုံထိန်းချုပ်တဲ့စွမ်းရည်ကိုတုံးပြီးအဲ့ဒီစစ်တပ်ရဲ့ကုတ်ကဲမှုအာဏာကိုတိမ့်ပိုက်ထားလိုက်ပြီးဒုတိယအဖွဲ့ကတော့ဖုတ်ကောင်တွေပဲသူတို့ထဲမှာလည်းဖုတ်ကောင်ဘရင်တကောင်ပေါ်ထွက်လာခဲ့တဲ့ဒီနဲ့တခြားဖုတ်ကောင်တွေကိုတက်ဖြတ်ပြီးစွမ်းအားတွေကိုရယူနေခဲ့တာဖြစ်ပြီးတော့ကစားသမားတွေကိုပါတက်ဖြတ်ပြီးစွမ်းအားတွေကိုရယူနေခဲ့တာလူရန်ကတော့အဲ့ဒီဖုတ်ကောင်ဘရင်ရဲ့ဘေးနားမှာရှိနေပြီးသူ့ရဲ့အချစ်ဆုံးဖော်ဖြစ်လာခဲ့တဲ့တတိယအဖွဲ့ကတော့ဂိုင်းစတားတွေပဲယောဂဆိုးကြီးမပြန့်ပွားခင်ကတည်းကကစားသမားနံပါတ်128ဟာကမ္ဘာပေါ်မှာအန္တရာယ်ရှိဆုံးနဲ့အစိုးရမဲ့အဆိုးရွားဆုံးနိုင်ငံတွေကိုဝင်ရောက်သွားခဲ့တာကစားသမားနံပါတ်128ရဲ့ဥဆောင်မှုအောက်မှာအဲ့ဒီဂိုင်းစတားတွေဟာတာမန်ရက်သားတွေကိုလူရဲ့တိုက်ခိုက်ရင်ပိုပြီးအင်အားတောင့်တင်းလာခဲ့ကြတယ်။ကြံနေတဲ့ကစားသမား26ယောက်စလုံးကလည်းဒီအင်အားကြီး3ဖွဲ့တွေကတစ်ဖွဲ့စီကိုဝင်ရောက်ပူးပေါင်းသွားကြပြီးကစားသမားနံပါတ်128ကတက်ဆွဲအားကိုစိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့အလွန်မင်းအစွမ်းထက်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတာတယောက်ချင်းချကြမယ်ဆိုရင်ဘယ်ကစားသမားမှသူ့ကိုအနိုင်မတိုက်နိုင်ဘူး။ဒါပေမဲ့အမှန်တကယ်တော့အဲ့ဒီ Gangster အဖွဲ့ကအင်အားအနည်းဆုံးအဖွဲ့ပဲကြကျွန်တော်လဲ stylus ကွန်ပျူတာကလောင်တန်လေးနဲ့ကစားသမားနံပါတ်128ရဲ့ profile ပုံလေးကိုပုတ်လိုက်ပြီးမင်းကပထမဆုံးအသက်ခံရမယ်လို့ပဲလို့ပြောလိုက်တဲ့အဲ့ဒီအချိန်မှာတင်စနစ်ရဲ့သတိပေးတန်ကထပ်ပြီးမြည်လာခဲ့ပြန်တယ်လက်ရှိအသက်ရှင်ကျန်ရစ်သူကစားသမား30ရှိပါတယ်အခက်ခဲအဆင့်တိုးမြင့်လိုက်ပါပြီအဆင့်3ကိုစတင်ဝင်ရောက်နေပါပြီအေးခဲနေတော့ကဘာမြေတိုက်ကြီးလူတိုင်းမှာလည်းရိတ်ခါတွေပြက်လက်နေကြပြီလေအခုနောက်ထပ်ရေခဲခေတ်ကြီးတစ်ခုထပ်ရောက်လာအောင်မယ်ဆိုရင်ဒီကဘာချိုပေါ်ကလူတွေအားလုံးတီးကုန်ကြတော့မှာပဲအဲ့ဒီအချိန်မှာပဲလူယူယုံကကျွန်တော်စီကိုတိုးတိုးတိတ်တိတ် message ချပို့လာတယ်မတ်မကြခင်မှာဒီကဘာချိုပေါ်မှာဖုတ်ကောင်တွေပဲအသက်ရှင်ကျန်ရစ်တော့မှာပြီးတော့ငါလဲဆက်ပြီးအသက်ရှင်နေဦးမှာကျမကိုညှင်းပယ်ခဲ့တဲ့အတွက်ရှင်တစ်သက်လုံးနောင်တရစေရမယ်အဲ့ဒီလိုဖြစ်နေမှာတော့လေမင်းတို့ချစ်သူနှစ်ယောက်စလုံးကိုငရဲပြည်စီအတူတူတွဲပို့ပေးရတာပေါ့ရေခဲခေရဲ့အေးလိုင်းဟာတကဘာလုံးကို
လွမ်းချုံသွားခဲ့တဲ့ကျွန်တော်ရဲ့အပူပိုင်းကျုံးလေးတောင်မှဒီတန်ကိုခံလိုက်ရသေးတယ်ပြင်းထန်တဲ့နှင်းမုန်တိုင်းကြီးက Futurize ကိုဝင်ငွေသွားခဲ့တာကောင်းကင်ယံကလျှက်စစ်ကာရန်လိုင်းကတော့ပထမဆုံးပျက်စီးသွားတဲ့အရာဖြစ်ခဲ့ရတယ်လေအားလျှက်စစ်နဲ့ဒီအားလျှက်စစ်ထုတ်လုပ်တဲ့စက်ရုံတွေလည်းအတော်လေးထိခိုက်ပျက်စီးသွားခဲ့တယ်ကံကောင်းတာတစ်ခုကတော့မြေအောက်ခံတက်ရဲ့အရန်နျူကလ িয়ার စက်ရုံကဆက်ပြီးလက်ပတ်နေသေးတာပဲဒီလိုအခြေအနေမှာ Gangster အဖွဲ့ကပထမဆုံးစပြီးပြိုလဲခဲ့ရတယ်သူတို့ဟာအဖွဲ့တွင်တင်းမာမှုတွေကပုံမှုမြင့်တက်လာပြီးပဋိပက္ခတွေအဆက်မပြတ်ဖြစ်ပွားခဲ့တာဒါကြောင့်စွမ်းရည်နိုးထလာတဲ့ကစားသမားတွေဟာတယောက်ပြီးတယောက်တိတ်ဆုံးကုန်ကြတယ်ကျွန်တော်လည်းကမ္ဘာလုံးဆိုင်ရာ channel ကနေတဆင့်ကစားသမားနံပါတ်128စီကိုတီးတက် message ပို့လိုက်တယ်ငါတို့တွေပူပေါင်းကြရင်ဘယ်လိုလဲမင်းတို့ပိုင်တဲ့နေမြေနဲ့မှာရိတ်ခါတွေမြုပ်နှံထားခဲ့တယ်မင်းရအောင်ယူနိုင်ရင်အသက်ဆက်ရှင်နိုင်မှာမကြခင်မှာပဲကစားသမားနံပါတ်128ကငါကမင်းကိုဘာလို့ယုံရမှာလဲလို့ပြန်စာပို့လာတယ်ငါကမင်းကိုဖုတ်ကောင်ဘရင်ကိုနှိမ်နှင်းစေချင်တာငါရဲ့တိတ်ပံပညာရှင်အဖွဲ့ကဖုတ်ကောင်ကူထုံးစေးရတစ်မျိုးကိုတီထွင်ထားတယ်အဲ့ဒါကိုသူတို့ပေါ်ဖျက်လိုက်ယုံနဲ့တင်ဖုတ်ကောင်တွေပျောက်ကွယ်သွားလိမ့်မယ်ဒါပေမဲ့မင်းသိတဲ့အတိုင်းငါရဲ့တိုက်ခိုက်ရေးစွမ်းရည်ကသူများလေစွမ်းရည်နိုးထလာတဲ့ကစားသမား30ထဲမှာတေချာစဉ်းစားကြည့်ရင်မင်းကအတန်မဆုံးပဲမင်းတင်ရောက်သေးပဲဒါကိုအောင်မြင်အောင်လုပ်နိုင်လိမ့်မယ်ငါတို့လူသားတွေကအေးတံကိုကြောက်ကြပေမဲ့ဖုတ်ကောင်တွေကတော့မကြောက်ဘူးဒီအတိုင်းသာအချိန်ဆွဲနေရင်သူတို့အတွက်ပိုပြီးအခွင့်အရေးတာလာလိမ့်မယ်ငါမှရိတ်ခါတွေဘလောက်ပဲရှိရှိတနေ့နေ့တော့ကုန်သွားမှာပဲလေအဲ့ဒီလိုဆိုရင်ဖုတ်ကောင်ဘရင်ရဲ့ဘေးနားမှာရှိနေတဲ့ကစားသမားနံပါတ်1ကနောက်ဆုံးမှာအနိုင်ရရှိသူဖြစ်သွားလိမ့်မယ်ဖုတ်ကောင်ဘရင်ကအစွမ်းထက်လွန်တဲ့ဒီကူထုံးစေးရည်တာမရှိရင်ဘယ်စွမ်းရည်ရှင်ကစားသမားမှသူ့ကိုတတ်နိုင်မှာမဟုတ်ဘူးငါမှစေးရရှိတယ်မင်းမှာစွမ်းရည်ရှိတယ်ငါတို့ပူပေါင်းပြီးဖုတ်ကောင်တွေကိုအပြတ်ရှင်းကြရအောင်ကစားသမားနံပါတ်128ရဲ့ယုံကြည်မှုကိုရရှိဖို့အတွက်ကျွန်တော်ဟာကြီးစားစစ်သားတွေကိုလွှတ်ပြီးရိတ်ခါတတုံနဲ့အတူဖုတ်ကောင်ကူထုံးစေးရည်တွေကိုပါတွားရောက်ပြီးပို့ခိုင်းလိုက်တဲ့ Gangster အဖွဲ့ကအဲ့ဒီစေးရည်ကိုဖုတ်ကောင်တစ်ကောင်ပေါ်မှာစမ်းသပ်ကြည့်လိုက်တဲ့အခါအဲ့ဒီဖုတ်ကောင်ဟာနာကျင်စွာနဲ့အော်ဟစ်အော်မြည်ရင်းတွေးကွက်ကြီးတစ်ခုအဖြစ်အရေးပြောကျသွားခဲ့ပြီးသူတို့စီမှာရှိတဲ့ virus တွေပါတန့်စင်ပြောက်ကွယ်သွားခဲ့တဲ့ဒါကိုမြင်တော့နံပါတ်128တယောက်စိတ်လှုပ်ရှားသွားတာပေါ့တကယ်လို့ဒီကဘာပေါ်မှာသူနဲ့ကျွန်တော်2ယောက်တည်းပဲကြံခဲ့မယ်ဆိုရင်တော့ကျွန်တော်ကိုတက်ပစ်ဖို့ကသူ့အတွက်လက်ဖြောက်တစ်ချက်တည်းရတဲ့လောက်ပဲလွယ်ကူနေတာလေသူ့အမြင်မှာတော့ကျွန်တော်ကအားနည်းဆုံးကစားသမားပဲကိုဒါကြောင့်ကျွန်တော်နဲ့ပူပေါင်းတာကသူ့အတွက်အကောင်းဆုံးစစ်နေခဲ့တဲ့တညမှာတော့ကုထုံးစေးရည်တွေတင်ဆောင်ထားတဲ့ drone ရင်ရာပေါင်းများစွာဟာဖုတ်ကောင်အုပ်ကြီးရှိရာစီပြန်တန်းသွားခဲ့ကြတယ်အဲ့ဒီအချိန်မှာဖုတ်ကောင်ဘရင်ကလူယူအန်ကိုပွေ့ပတ်ပြီးအိပ်ပျော်နေခဲ့တာဒါပေမဲ့သူ့ရဲ့ထက်မြက်လာတဲ့အကြအာယုံကတခုခုပုံမှန်မဟုတ်တာကိုချက်ချင်းရိပ်မိသွားပြီးအိယာကနေထားလိုက်တဲ့ကြာခင်မှာပဲကောင်းကင်ယံကနေနှင်းပွင့်တွေနဲ့အတူရောနှောနေတဲ့ကုထုံးစေးရည်အမြောက်များဟာနေရာအနှံ့ပြားကိုမိုးသေးထန်စွာရွာသွန်းသလိုမျိုးကျဆင်လှခဲ့တော့တဲ့ဖုတ်ကောင်တွေကတော့အဲ့ဒီစေးရည်နဲ့ထိမိပြီးနာကျင်လုံးလို့အော်ဟစ်ညီးတွားကုန်ကြတော့တယ်ဒါကိုမြင်တော့ဖုတ်ကောင်ဘရင်ကအကြီးအကျယ်ဒေါသထွက်ပြီးအောက်ကိုခုန်ဆင်းလာခဲ့တယ်သူ့ရဲ့လက်ဖွားနှစ်ဖက်ကနေအလင်းတန်းတွေပြစ်လွတ်ပြီး drone ရင်တွေကိုအစိမ့်စိမ့်မောင်ဖျက်ဆီးပစ်လိုက်တဲ့အဲ့ဒီအချိန်မှာတင်နံပါတ်128ဦးဆောင်တဲ့ကစားသမားအုပ်စုကသူ့ရဲ့ချက်ဆွဲအားထိန်ချုပ်တဲ့စွမ်းရည်ကိုထုတ်သုံးပြီးဖုတ်ကောင်ဘရင်ကိုမြေပြင်ပေါ်မှာလှုပ်လို့မရအောင်အသေးဖိနှိပ်ထားလိုက်တယ်လေချောင်းထဲကနေဟိန်းဟောက်တန်ကြီးတစ်ချက်ထွက်ပေါ်လာပြီးရိပ်မောင်တွေထဲမှာပုံနေတဲ့ဖုတ်ကောင်တွေဟာမြောက်တွေလိုမျိုးကစားသမားတွေအပေါ်ကိုတဟုန်ထိုးခုံအုပ်ကြတော့တယ်နံပါတ်128ကလည်းသူ့ရဲ့စွမ်းရည်ကိုထပ်မံထုတ်ဖော်လိုက်ပြန်ရာအထက်မြင့်အဆောက်အုံကြီးတွေဟာချက်ဆွဲအားတန်ကြောင့်အစိမ့်စိတ်ကွဲအပ်ပြီးပြိုကျလာခဲ့တဲ့ကြောက်တုံးကြီးတွေကဖုတ်ကောင်တွေအပေါ်ကိုဝုန်းတိုင်းကျဲပြိုကျလာပြီးဖုတ်ကောင်ဘရင်မှာအဲ့ဒီအပြက်စီးပုံတွေအောက်မှာတပါးတဲ့မြုပ်နှံခြင်းခံလိုက်ရတော့တဲ့နံပါတ်128ကတော့အောင်နိုင်သူအပြုံးနဲ့ပြုံးလိုက်တာပေါ့အဲ့ဒီအချိန်မှာလူယူရန်ကတော့လာတာဆောင်ပေါ်မှာရက်နေရင်သူမရဲ့မျက်နှာကိုလက်နဲ့အုပ်ပြီးထိတ်လန့်တကြားအော်ဟစ်နေခဲ့တဲ့နံပါတ်128ကသူ့လက်ညှိုးကိုတစ်ချက်တောက်လိုက်တာနဲ့လူယူရန်ရက်နေတဲ့လာတာဆောင်ချမ်းပြင်ကပြိုကျသွားပြီးသူလည်းအမြင့်ကြီးပေါ်ကနေရှော့ကျလာခဲ့တော့တဲ့ဒီလောက်အမြင့်ကနေကျလာရင်တော့တေးဖို့ပဲရှိတာပေါ့ဒါပေမဲ့အရေးကြုံတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးတွင်းမှာဖုတ်ကောင်ဘရင်ကအပြက်စီးပုံတွေထဲကနေရုံထွက်လာပြီးလူယူရန်ကိုဖမ်းထိန်ပေးလိုက်နိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်တစ်ဖက်ကနေမရေမတွက်နိုင်တဲ့ကျူးမြင့်နှန်းတွေပန်းထွက်လာပြီးနံပါတ်128ကိုတင်းကျပ်စွာတုံနှောင်ပစ်လိုက်ပါတော့တယ်နံပါတ်128ရဲ့မျက်နှာတစ်ခုလုံးထိတ်လန့်တုန်လှုပ်မှုကြောင့်ဖြူဖြော့သွားခဲ့ရတဲ့ဖုတ်ကောင်ဘရင်ကအသားရလေးဆွဲလိုက်ယုံနဲ့တင်နံပါတ်128ရဲ့ခန္ဓာကိုယ်ကချက်ချင်းပဲအစိမ့်စိမ့်အမုံမှာပြတ်ထွက်သွားခဲ့ရတဲ့နံပါတ်128ရဲ့ခန္ဓာကိုယ်ထဲမှာကုထုံးစေးရည်ထုတ်တွေကိုအပြည့်ထည့်ထားခဲ့တာပဲစေးရည်ထုတ်တွေပေါက်ထွက်သွားပြီးဖုတ်ကောင်ဘရင်ကိုလွှတ်တန်းချုံသွားခဲ့တဲ့လူလူအန်ကတော့ဖုတ်ကောင်ဘရင်တွေးကွက်ကြီးအဖြစ်အကြီးပြောကျသွားတာကိုဘာမှမတတ်နိုင်ပဲကြည်နေရင်ထိတ်လန့်တကြားအော်ဟစ်နေခဲ့တော့တယ်သူလည်းကြောက်လန့်တကြားနဲ့အတိညာဉ်တွေလွတ်ထွက်မတက်ဖြစ်သွားခဲ့ရတာပေါ့ဒီနေရာကတော့တကယ်ငရဲပုံမှာပဲသူလည်းအသက်လူပြီးထွက်ပြေးခဲ့ပေမဲ့မကြခင်မှာပဲရေခဲပြင်အကြောင်းနဲ့ကိုကျွန်းကျသွားခဲ့တယ်တခြားလူတယောက်ရဲ့အချစ်အပေါ်မှာပဲမိခိုနေရတဲ့စွမ်းအားဆိုတာနောက်ဆုံးတော့အားကိုးလို့မရတော့အောင်အားနဲ့လုံးတာပဲလေအဲ့ဒီအချိန်မှာတင်ကဘာလုံးဆိုင်ရာစကားပြောခန်းပုံမှာနောက်ထပ်ကစားသမား12ယောက်ရဲ့နာမည်တွေမိမိန်သွားခဲ့ပြန်တယ်ကျွန်တော်လည်းကျွန်တော်ရဲ့မှတ်စုစာအုပ်ထဲကနေသူတို့ရဲ့နံပါတ်တွေကိုတစ်ခုပြီးတစ်ခုချစ်ထုတ်ပစ်လိုက်တယ်ကစားသမားနံပါတ်128ရဲ့နံပါတ်စီရောက်တဲ့အခါသူ့နံပါတ်ဘေးမှာချက်ဆွဲအားဟာဖုတ်ကောင်ဘရင်ရဲ့ပိုးမြင့်ကျိုးတွေလိုမျိုးတက်ထုအလွန်မင်းနေပါတဲ့အရာတွေကိုမထိန်ချုံနိုင်ဘူးဆိုတဲ့သူ့ရဲ့အားနည်းချက်ကိုရေးမှတ်ထားခဲ့တာခုချိန်မှာတော့ကျွန်တော်မှပြိုင်ဘက်တစ်ယောက်တည်းပဲကြံတော့တယ်အဲ့ဒါကတော့စစ်တပ်ကိုအပိုင်ချုပ်ထားတဲ့ဝန်ထမ်းပဲသူကတော့ဒီကစားပွဲကိုအဆုံးသတ်ဖို့အတွက်တော်တော်လေးကိုစိတ်စောနေပုံရတဲ့ကဘာလုံးဆိုင်ရာစကားပြောခန်းပေါ်ကနေကျွန်တော်ကိုလှမ်းပြီးစိန်ခေါ်လိုက်ရင်ဒီကစားပွဲကအမြဲတမ်းညံကောင်းတဲ့သူတွေအတွက်ပဲဖြစ်ခဲ့တာမှခုချက်ချင်းပဲမင်းကိုမင်းတက်တည်လိုက်စမ်းပါဒါဆိုရင်တော့မင်းကိုနှိမ့်ဆက်မနေတော့ပဲအသေးဖြောက်စေရမယ်မင်းမှာကြီးစားစစ်သားတွေရှိနေတာကိုငါအမြဲတမ်းသိနေခဲ့တာဒါပေမဲ့သူတို့ကစစ်တပ်ကြီးတစ်ခုလုံးကိုတော့ရှင်းနိုင်မှာမဟုတ်ဘူးမင်းမှာရှိတာကမတန်ရှင်းတဲ့ငွေကြေးနှိမ့်ငယ်ပဲလေငါမှကြတော့ဒုံးကြီးတွေတိုက်လေရင်တွေစစ်တင်မောတွေနဲ့စစ်ဖက်ဆိုင်ရာလေရင်တွေရှိတာမင်းကြိုက်တဲ့နေရာမှာ
ပုံနေစမ်းပါငါမင်းကိုရှာဖွေသွားမှာပါတာကိုကျွန်တော်ကတော့စကားပြောခန်းထဲမှာလက်ကလေးထောင်ပြပြီးပြန်တုတ်ပြန်လိုက်တာပေါ့ဝန်ထမ်းရဲ့စိတ်အာရုံထိန်းချုပ်တဲ့စွမ်းရည်ကသူကဒီစွမ်းရည်ကိုလူချင်းမြင်တဲ့ချင်းဆိုင်တွေးမှာပဲသုံးလို့ရတာပဲကျွန်တော်ရဲ့မြေအောက်ဘန်ကားထဲမှာပဲအောင်းနေတဲ့ရွေးတော့သူဘလို့မှသူ့စွမ်းရည်နဲ့ကျွန်တော်ကိုလာထိလို့မရဘူးလေဒါပေမဲ့ကျွန်တော်ကြုံမမြင်ခဲ့တဲ့အခြေအနေတစ်ခုဖြစ်လာခဲ့တယ်သူကဒုံးကြီးတွေကို Future Island ကျွန်းစီတက်တက်ပြစ်လွတ်လိုက်တာပဲဒုံးကြီးအမြောက်များဟာ Future Island ပေါ်ကိုမိုးရွာတယ်လို့ကြာဆင်းလာခဲ့တော့တယ်တော်တော်ကြာတဲ့အထိကျွန်တော် online ကနေပျောက်ကွယ်မသွားမတည်သွားတာကိုမြင်တော့ဝန်ထမ်းတယောက်မယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်မင်းရဲ့ပုံကိုရနေရာကအတော်လေးတောင့်တင်းခိုင်မာတာပဲဒါဆိုရင်တော့ငါကိုယ်တိုင်လာပြီးမင်းကိုဆွဲထုတ်ရတော့မှာပေါ့သူကသူ့ရဲ့လေရင်တင်တင်မောကြီးကိုမောင်းနှင်ပြီးကျွန်းစီဥတီလာခဲ့တယ်ကျွန်တော်ချထားခဲ့တဲ့တဏ္ဍာကြောက်တန်းတားဆီးတွေကသူ့အတွက်ဘာမှမဟုတ်ခဲ့ဘူးပေါ့သူ Future Island ပေါ်ကိုခြေချလိုက်တဲ့အချိန်မှာတော့တောင်ကုန်းတွေလည်းမြေပြန့်ဖြစ်သွားခဲ့ရတယ်လို့မြေပြင်မှာလည်းဘုံချင်းကြီးတွေဘရာဘွားဖြစ်နေခဲ့ရတယ်ခန်းစစ်စနစ်တွေအားလုံးလည်းပျက်စီးသွားခဲ့ပြီလေသူကပျက်စီးမှုတွေကြောင့်ပေါ်ထွက်လာတဲ့မြေအောက်ခံတက်ရဲ့အဝင်ဝါးကိုလှမ်းကြည့်လိုက်ပြီးသူကသူ့လူတွေကိုလေးလံတဲ့လက်နက်ကြီးတွေနဲ့အဲ့ဒီအဝင်ဝါးကိုပစ်ခတ်ဖျက်ဆီးဖို့အမိန့်ပေးခဲ့တယ်အမြောက်ကြီးတွေနဲ့အကြိမ်ကြိမ်ဘုံကျဲပစ်ခတ်ပြီးတဲ့နောက်မှာတော့ဘန်ကာတကားကြီးပွင့်ထွက်သွားပြီးအတွင်းထဲကလိုင်ကောင်းလမ်းကြောင်းကြီးပေါ်လာခဲ့တော့တဲ့အဲ့ဒီအချိန်မှတင်ကျွန်တော်ကသူ့စီကိုဗီဒီယိုခေါ်ဆိုမှုတစ်ခုချက်ချင်းပို့လိုက်တယ်သူကအရန်ကိုပဝင်မြင့်နေတဲ့မျက်နှာပေးနဲ့ဖုန်းကိုလက်ခံဖြေချပြီးမှောင်မဲနေတဲ့လိုင်ကောင်းထဲကိုစိုက်ကြည့်ရင်အခုမှအသက်ချမ်းသာပေးဖို့လာတောင်းပန်နေတာတိတ်နောက်ကျသွားပြီးမက်လို့ပြောလိုက်တယ်သူကမေးစေ့ကိုလှုပ်ပြပြီးသူလူတွေကိုအထက်ဝင်ဖို့အချက်ပြလိုက်တာပေါ့ကျွန်တော်ကိုအဲ့ဒီထဲကနေအတင်းဆွဲထုတ်ဖို့ကြံစီနေတာလေဒါပေမဲ့ငါက Future Island ပေါ်မှာရှိနေတယ်လို့မင်းကိုဘယ်သူပြောလဲမင်းရဲ့မျက်လုံးတွေကိုအသေးချာဖွင့်ကြည့်ပြီးငါတကယ်ဘယ်မှာရှိနေလဲဆိုတာကြည့်လိုက်စမ်းလို့ပြောလိုက်တယ်ကျွန်တော်စကားပြောလို့လဲဆုံးရော Future Island ကျွန်းပေါ်မှာနျူကလ িয়ার ဘုံတစ်လုံးပြင်းထန်စွာပောက်ကွဲသွားခဲ့တော့တဲ့တပြိုင်နက်တည်းမှာပဲစနစ်ထဲကနေဆူရှာပြီးအောင်ပွဲခံတဲ့တေးတန်ကြီးထွက်ပေါ်လာခဲ့တဲ့ကစားသမားနံပါတ်69ကိုဂုဏ်ပြုပါတယ်တဦးလေးသောအောင်နိုင်သူအဖြစ်နဲ့ဒီကစားပွဲကိုအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီအမှန်တော့ဝန်ထမ်းရဲ့အောက်မှာအလုပ်လုပ်ပေးနေတဲ့ထူးခြားစွမ်းရည်ရှင်တယောက်ရှိတယ်သူကဘယ်ဓာတ်ပုံကိုမဆိုကြည့်လိုက်တာနဲ့အဲ့ဒီပုံရိုက်ကူးခဲ့တဲ့တိကျတဲ့ဒီနေရာကိုခြေရခံရှာဖွေပေးနိုင်တာတာမန်အားဖြင့်တော့လုံးဝသုံးမဝင်တဲ့စွမ်းရည်မျိုးဖြစ်ပေမဲ့ဝန်ထမ်းကတော့ဒါကိုဘယ်လိုသုံးချရမလဲဆိုတာကောင်းကောင်းသိနေခဲ့တယ်ဒါကြောင့်သူကကျွန်တော်ရဲ့ဒီနေရာကို screenshot ရိုက်ပြီးခြေရခံဖို့အတွက်ကျွန်တော်စီ video call တွေမရေမတွက်နိုင်အောင်ခေါ်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်ကဘယ်တော့မှဖုန်းမကင်ခဲ့ဘူးအဲ့ဒီနောက်ပိုင်းကျမှနှစ်တစ်ကူညမှာကျွန်တော်ကသူ့စီကိုတပ်ပုံတပုံပို့ပေးလိုက်တာဖြစ်ပြီးတော့အဲ့ဒီတပ်ပုံကိုမြင်တော့ဝန်ထမ်းကကျွန်တော်ကိုလူတူးလေးဆိုပြီးစိတ်ထဲကနေခိုးပြုံးလိုက်ကပျော်ပျော်ကြီးတီနေရကိုခြေရခံတော့တာပေါ့သူက gangster အဖွဲ့နဲ့ဖုတ်ကောင်ဘရင်တို့အပြန်အလှန်တိုက်ခိုက်လို့နှစ်ဖက်စလုံးအင်အားပြုံးတီးသွားမဲ့အချိန်ကိုစောင့်ဆိုင်ပြီးမှကြားကနေအမျက်ထုတ်ဖို့နဲ့ကျွန်တော်ကိုပါဘုံကျက်တက်ပစ်ဖို့ကြံစီခဲ့တာဒါပေမဲ့သူ့အောက်မှာဘယ်လိုစွမ်းရည်ရှိတဲ့ကစားသမားတွေရှိနေလဲဆိုတာကျွန်တော်ကမသိပဲနေမလားတပ်ပုံပို့ပေးပြီးတာနဲ့ကျွန်တော်လည်းအဲ့ဒီကျုံးပေါ်ကနေချက်ချင်းထွက်ခွာခဲ့တယ်ဘာလို့လဲဆိုတော့စနစ်ကကျွန်တော်ကိုပေးထားတဲ့ဆုလက်တစ်ခုရှိနေလို့ပဲအဲ့ဒါကတော့ဒီနေရာကိုမဆိုမျက်စိတမိတ်အတွင်းချက်ချင်းရွှေ့ပြောင်းနိုင်တဲ့အခွင့်အရေးတစ်ချိန်ပဲဖြစ်တယ်ဒါကြောင့်လည်းဒီဆုလက်ကိုနောက်ဆုံးအကြိမ်စက်သိန်းခန့်ကြာမှပဲကျွန်တော်ထုတ်သုံးခဲ့တာဖြစ်ပါတော့တယ်